ที่มีปัตตานีเนี่ยนะครับงานสาวเจ้าสุขุมเนี่ยดูแล้วก็จะตั้งแต่สองตัวอย่างสี่เดือนสองคนเนี่ยแต่บางนาบิจสติเรื่องนี้นะครับมาสังมาบุตรงมาไปสติเป็นเรื่องนี้อย่างจังคนนั้นเสมือนสิ่งต่างๆมงคลเนี่ยมรณะนิยมศาสนาพิบัติตัวที่มรณะนิยมเป็นมรดกที่อาตัวเป็นเว้ที่อาเป็นมาดูสิ่งที่จะต่อจริงๆที่มันจะดูอุศนัยมีสุริยพอจริงๆที่เนี่ยการมียินยามีตาสุมรณะนิยมอุศนีอุดมมุนาตมมุนาตามหิเยตุมังหามินโตมิตาสุมรณะนิยมอุเทมังโสตัวอิเยตุตามหิเยตุมิตาสุมรณะนิยมอุปิโยจันตัวเดนิโสตมีแมอินราชันเสตามังสันติเฮตมีมายองปงเมมิตาสุมรณะนิยมเนี่ยอุจตุยาโสตัวสุเสมุตามังโพจีมังจีปงเนี่ยเนี่ยมังไปเมียนนันดามังเนี่ยคนละไปวิดาจุเนี่ยว่าอารมณ์ตัวปนิยดาตุมีบางโลกองโลกีสุบางสิ่งจิมบะอัตโตมรณะมิวธรรมโสเรียกเป็นเวสาธกปานิโยเนี่ยสาชาโตปิตนาโดโดบุกองโมยาสีชาวปุยเตียอัตโตเตียเยนัมเมโรกะโกอายาดุปวะมียาชิเดเตียปิตนาโดอาเดียปิตนาโดบาเลโกอายาดุปวะมียาชิเดเตียปิตนาโดအကောင်များဒုဘဝမြည်ရရှိတဲ့တရားဒေသနာကိုမောကြမလားဗျာဒီဖြင့်ဆရာတရားတန်ခါယတနာတသုံးပါးရဲ့ပုဂ္ဂိုလ်အာရုံပြုပြီးတော့အာတော်ရှိခိုးကြပါမယ်။တော်တော်ကြီးရှိခိုးတော့ဒီရှိခိုးတော့ရှိခိုးကြပါမယ်။မဟာတာကုဏတမ္ပနံတပိစံယရဏတေယံမနုဿာဒေဝပုဇိတံဝန္ဒာမိတိရတာလဟံမဟာတာကုဏတမ္ပနံပါရမီ7ပါးအပြာ30ကြည်ကျင်သွဲ၍80လက္ခဏာဌာနဌာနဘောဓတာနှင့်
နိုင်စာမကုံကုံမောင်းစုံတို့နှင့်ပြည့်စုံတော်မူသောယရဏတရားသစ္စာလေးပါးမြတ်တရားကိုကံကြထင်ထင်ကိုယ်တိုင်သိမြင်တော်မူသောဘုရားယရဏလာလေသမစုစမ်းပါဟုသူငါနှုတ်သောဖိတ်ခေါ်ထိုက်ခါလွန်ထူးခြားသည့်တရားယရဏဘုရားကျမ်းတရားကိုသိမ္မာမသွေလိုက်နာပြီး၍မြည်ချိကောမသမှုရိပရမတ်နှစ်ရသံဃာပိစရာဟုသောယရဏမြတ်သုံးပါးအပေါင်းကိုသကိသံယုယုတိတိပိလိမြတ်မြတ်တိရသာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမာမိကာယဝစီမနောရှိလျက်အင်္ဇလီညိုယိုသုံးပါးပြောင်းပြော့မှန်ကိုလျှော့၍ရှိကိုကြောလျက်ပါတော်သည်မြတ်စွာဘုရားဣတိနာသစ္စာဝစေနာသူပိတာဟွန်တုကာရောဣတိနာသစ္စာဝစေနာသူပိတာဟွန်တုကာရောဣတိနာသစ္စာဝစေနာဒီကိုနှုတ်တံဖော်ထုတ်ပြန်၍ဟောမှန်သောဗနာမသစ္စာစကားကိုဆိုရလေသောကြောင့်သာရဝသာရဝလို့မြည်ရမှာကုန်သောသင်္သူတော်ကောင်းပေါင်းတို့သည်သာရဝတတ္တာတိလသုဒ္ဓသာပိဤစုသောသင်္သူတော်ကောင်းပေါင်းတို့သည်ဒုက္ခိတာကိုယ်စိတ်နှပြချမ်းသာချမ်းသာခြင်းဖြစ်ကြပုံသည်ဟွန်တူဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဤဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့ဤဆင်းရဲခြင်းဆိုသောဆင်းရဲခြင်းပေါင်းမှနှင့်ကင်းဝေးကြပုံသည်ဟွန်တူဖြစ်ကြပါစေကုန်သတည်းနေပြာသာအတ္တနုဝါဒဘေပရာနုဝါဒဘေဒန္တာဘေဒုက္ခတိဘေအစရှိသောမကောင်းသောဘေပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်းတူဖြစ်ကြပါစေကုန်သတည်းနေသောကသာမမျိုးမမေကိုချေ၍ဆိုရင်ကြောင့်ကြပူပန်ခြင်းကင်းဝေးကြကုန်သည်ဟွန်းတူဖြစ်ကြပါစေကုန်သတည်းဟွန်းတူယခုဆိုသောသစ္စာစကားနှင့်ဘုဒ္ဓဝတ္တမေတ္တာတဲ့အရှင်ဝါတို့ကြောင့်အရှိန်မပြကိုယ်စီကိုယ်ငါပြည့်စုံတော်မူနိုင်ကြပါစေကုန်သတည်းကုံရာလူဘဝဆိုတဲ့ဉာဏ်ရှိတဲ့တရားဓမ္မတွေကိုမိမိတို့နဲ့ဆင်ခြင်တဲ့ဣရိယာပုနဲ့မှာကြားပါဘူး။ဘုံဘလို့လူဘဝတစ်ဆောင်လုံးကိုပြန်ပြီးတော့အနည်းချုပ်လိုက်မယ်ဆိုရင်အဓိကအပြင်အဲ့ဒီအချက်လေးနှစ်ချက်ပဲတွေ့ပါတယ်။ပုံတာနဲ့ရတာဘာနဲ့ပါလဲ။ပုံတာနဲ့ရတာဒီတစ်ချက်ပဲဒီစားပြန်စဉ်းစားကြည့်နော်အဲ့တော့ပုံနာနဲ့ရတယ်လူတွေတော်တော်များများကတော့ပုံနာနဲ့ရတယ်ဆိုတော့အာဟုကိုသဘောကျပုံနာကိုသဘောကျတာလားရတာကိုသဘောကျတယ်ရတာကိုသဘောကျတယ်ပုံနာကိုသဘောမကျဘာလို့ပုံနာသဘောမကျရတယ်ပုံတယ်ဆိုတာကဘုံဘုံတို့အကြောင်းတရားပေါ်မှာမူတည်ပါတယ်တချို့တော့ရာဟုတို့တွေကရလို့ကောင်းတာရှိသလိုတချို့တော့ရာဟုတို့တွေကပုံသွားဖို့ကောင်းတာတွေလည်းပဲရှိတယ်နော်ကာမအပြင်ပြောရင်တော့ပုံသားနဲ့ရတာဆိုရင်ဘာလို့သဘောကျတာလဲရတာကိုသဘောကျတယ်ပုံတာကိုသ
ဘောမကြမနေ့မိုးလင်းလို့ပါကိုနေရာကောင်းမယ်ဒီနေရာကောင်းမယ်စိတ်တူတူဖြစ်တယ်စိတ်ကြီးဆင်းရဲမလားဆင်းရဲတယ်နော်အဲ့တော့အကုန်နဲ့အရာမှာဘုံဘုံတို့ရတာကိုဘယ်လိုပဲသဘောကျနောက်ဆုံးတော့ဒီဘက်ကနိုင်သွားတာပုံနာပဲနိုင်သွားတာနော်အဲ့တော့ဘုံဘုံတို့ဒီနေ့တရားဓမ္မဒေသနာကလူဘဝနဲ့ပတ်သက်ပြီးတော့အားလုံးသောပရိသတ်တွေပြန်ပြီးတော့စမ်းစစ်ဖို့သုံးသပ်ဖို့ပြပဖို့အတွက်ဒီတရားဓမ္မဒေသနာလေးကိုဟောကြားပေးခြင်းဖြစ်ပါတယ်အဲ့တော့အကုန်နဲ့အရာမှာဘုံတို့ကုန်တဲ့အကြောင်းလေးတွေကိုအရင်ဆုံးပြောကြမယ်အားလုံးကုန်တယ်အခြေအနေကုန်တယ်အားလုံးကုန်တယ်အခြေအနေကုန်လားဘယ်ဟုတ်မလဲအရွယ်တွေအောင်ပါလိမ့်ဖြစ်လာအရွယ်တွေအားလည်းပဲကုန်လာပြီးဖြစ်တယ်နော်တခါအရွယ်တွေကုန်လားဘယ်ဟုတ်မလဲမိမိတို့ခြားပေါ်လာတဲ့ပစ္စည်းဥစ္စာရတနာတွေရောကြာလာတော့ပါဖြစ်တယ်ကုန်လာနော်အချိန်ကုန်လာတဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့တနေ့ပြန်စဉ်းစားကြည့်လိုက်ဒီနေ့တည်းရဲ့ဘာမှမကြောက်ဘူးဘယ်နဲ့မိုးလင်းလို့ဖာတလေးအေးရထားတဲ့ပုဂ္ဂိုလ်တွေနေ့တစ်ဝက်လောက်ပြီးအိတ်လိုက်မယ်ဆိုရင်သူ့ရဲ့နေ့တစ်ဝက်ကဘာမှကိုအတိတ်တွေမရှိတော့ဘူးနော်တနေ့အချိန်ကပုံနာမမြောင်းလားမြန်တယ်အဲ့ဒီလိုမျိုးနေ့တွေကုန်သွားပြီဆိုရင်တနေ့ကုန်သွားပြီဆိုရင်ဘာဖြစ်သွားလဲဆိုရက်ဖြစ်သွားဘာဖြစ်သွားလဲပထမတော့မနေ့မွေးဒီနေ့ပေါ့ဒါပေမဲ့ဒီနေ့ကုန်သွားတဲ့အခါကျတော့ဒီတရက်တော့ဘာဖြစ်သွားမလဲကုန်သွားပြီနော်အဲ့တော့နေ့ကိုရက်စားတဲ့နေ့တွေကိုဘာရက်စားလဲရက်တွေကစားလိုက်တယ်နော်တခါဟုတ်ပြီအဲ့ဒီလိုမျိုးရက်တွေများလာတဲ့အခါကျတော့28ရက်29ရက်30ရက်ဆိုပါဖြစ်သွားဒါဖြစ်တယ်ဟုတ်တော့ပြန်ရင်တော့နော်နေ့ကိုရက်စားရက်ကလာမျိုးတဲ့ရက်ကိုနားရပြန်ယူလိုက်တာရက်ကိုဘာရပြန်ယူလာလဲနားရပြန်ယူလိုက်တာဟုတ်ပြီအဲ့ဒီလိုမျိုးလာနေတလားနေပြီးတော့12လပြည့်သွားတဲ့အခါကျတော့ဘာဖြစ်သွားလဲတနေ့ကပုံသွားပြန်ပြီးတော့နေ့ကိုရက်စားရက်ကလာမျိုးလာကိုနှစ်ဖို့လွှမ်းနေဆုံးလို့ဒါမဆုံးရင်ကြာအောင်ရေးခဲ့တဲ့ကြတယ်ညံကောင်းပါလားဘုံမလို့အသားရေးတက်သားလေးပါလေးလွှမ်းစက်နဲ့လွှမ်းဝိုင်းနေနဲ့မဖြစ်ရဘူးထက်တဲ့ကကျတော့ပါလေးထွက်လွှမ်းမုံလေးတွေလွှမ်းစာလေးတွေထွက်လာဒီပြေးလေးထွဲနဲ့အဲ့ဒီအသားတွေပါပြစ်သွားကုန်သွားတာနော်ကုန်သွားတာနော်အဲ့ကြောင့်မလို့နေ့ကိုရက်စားရက်ကလာမျိုးလာကိုနှစ်ဖို့လွှမ်းနေဆုံးလို့အချိန်ကြီးဒီကျန်ကုန်တယ်နော်ကုန်တယ်ဒါပေမဲ့အချိန်ကုန်တာကိုသဘောကျမကြဒီနေ့ပြည့်ရင်တော့ကုန်သွားမှာပဲနော်တလားပြည့်ရင်ကုန်သွားမှာပဲဒီနေ့ပြည့်ရင်ကုန်သွားမှာပဲနော်အဲ့တော့အချိန်ကြီးရတယ်ပဲကုန်တယ်အချိန်ကြီးရတယ်ပဲကုန်တယ်အဲ့တော့မိမိတို့ရရှိရတဲ့ဒီအရွယ်လေးကိုကြည့်ဟောကိုယ်ငယ်တော့အရွယ်မျိုးဟုတ်သေးရဲ့ကိုယ်လုံးကဘာပဲပြောပြောဒီတရားနာပိဿတွေတော်တော်များများက40ကျော်50ကျော်50လုံးကျင်းအဲ့ဖြစ်တယ်ပဲများပါတယ်နော်အဲ့တော့ကိုယ့်ရဲ့အသားရည်ဘယ်တော့ပဲလာတယ်ပဲပြောပြောမင်းရဲ့အသားရည်ကိုခေါ်ရဲ့ဟုတ်တော့စပင်းနေအောင်ဟုတ်တော့ဒီနဲ့ရှုလာတယ်နော်အဲ့ဒီလိုပဲသွားနေရတယ်မကောင်းတော့ဘူးနားနေရတယ်ပဲအောင်းလာပြီးဒီကောင်းနေရတယ်ပဲမကောင်းတော့ကြကြမထိုင်နိုင်တော့တစ်ခုပေါ့ခန္ဓာကိုယ်အစိတ်တိုင်းကားတွေကိုပဲကားအင်ဂျင်တွေကားတစ်စီးကဘယ်တော့ပဲဗရန်ကောင်းတယ်လေပြောတစ်နှစ်ကနေ2နှစ်2နှစ်ကနေ3နှစ်3နှစ်ကနေ4နှစ်လောက်ရှိလာပြီဆိုရင်အဲ့ဒီတိုင်းရပါဖြစ်တယ်အင်ဂျင်ကြပါပဲဖြစ်တယ်အင်ဂျင်ကြလူလည်းအဲ့ပဲလူခန္ဓာကိုယ်နော်ကြာလာပြီဆိုရင်လူခန္ဓာကိုယ်ကအရွယ်တွေကတဖြည်းဖြည်းနဲ့ကျုံလာတာနော်အဲ့တော့အချိန်ကြီးလည်းကုန်တယ်အရွယ်တွေလည်းကုန်တယ်နောက်တစ်ခုကပစ္စည်းဝတ္ထုတွေရတယ်ကိုချပလာတဲ့ပစ္စည်းဝတ္ထုတွေရတယ်ဘာပဲပြောဘယ်တော့ပဲရှားပွေးတာမသုံးမနဲ့နေကြရစ
စာဝန်နေကျမ်းမာတခုမဟုတ်တခုနော်ကုန်နေရတာဟိုဘာသာရေးလို့လည်းပဲဘာသာရေးပေါ့နော်ဒါတွေကကုန်တာနဲ့ပတ်သက်ပြီးတော့လူတွေတော်တော်များများကဘုံကကုန်တာကတော့သဘောမကျသဘောကျတာမကျအဲဒီမော်လမြိုင်ပြည်သက်ဒီထဲမှာစေအောင်နေပြီးဈေးတဲ့တွေမပါဘူးကိုယ့်ရဲ့ကုန်ပစ္စည်းတွေနဲ့လည်းဒီညညရောင်းအောင်လို့ခုံသွားရင်စိတ်ထဲမှာဘယ်လိုခံစားကောင်းလားကောင်းစောစောကတော့ကုန်တာစောစောကတော့ကုန်တာကမကောင်းဘူးเนาะဒါပေမဲ့ခုနကကုန်နေရတယ်ဆိုတာကဘုံပြောနေတာကအချောင်းတရားပုံမှာမူတည်တာတချို့အရာတွေကကုန်လို့ကောင်းတာရှိတယ်လို့ကုန်လို့မကောင်းတာလည်းရှိတယ်အကျမ်းများပြီးပြောရင်တော့ပုံပဲဆိုတဲ့စကားကြားဖို့ကြားခြင်းပြောလဲမပြောခြင်းဒါပေမဲ့ကိုယ်ကနေ့စဉ်ဈေးရောက်နေတာပဲဒီနော်နေ့စဉ်ဈေးရောက်နေတာပဲကိုယ့်ရဲ့ပစ္စည်းတွေရောက်ကုန်အရန်ရောက်အောင်လို့ပုံသွားတယ်ဆိုစိတ်ထဲမှာပြောတာပေါ့ဝမ်းသာတာပေါ့ဒါပေမဲ့အဲ့ဒီပစ္စည်းတစ်ခုကိုပဲရောင်းလို့ပုံလာတော့မဟုတ်ဘူးဥပမာနဲ့အသေးရွယ်ရောင်းတယ်လို့ဆိုရင်လည်းအသေးရွယ်တွေကပုတ်သွားတယ်အသားငါရောင်းတယ်လို့ဆိုရင်လည်းအသားငါကပုတ်သွားတယ်ကိုရောင်းနေတဲ့ပစ္စည်းကပုတ်သွားပြီဆိုရင်ဘာတော့မပြတ်အဲ့ဒါအောင်ကုန်လားကုန်တယ်ဒီတရားထဲမှာပဲဒီပစ္စည်းတစ်ခုကကုန်တော့ကုန်တယ်ကုန်တာချင်းတူပြီပဲခန်းစားချက်ချင်းတူရတာမတူဘူး။ဒါပေမဲ့ကြာရင်ရောင်းကုန်တာလည်းမဟုတ်ဘူး။ပုတ်တူလို့ကုန်တာလည်းမဟုတ်ဘူး။ကိုယ့်ရဲ့ပစ္စည်းကိုယ့်ရဲ့ဈေးဆိုင်မှာသူများကခိုးတာရောမရှိဘူး။ရှိပါတယ်ဗျာ။အဲ့ဒီလိုမျိုးကုန်တဲ့ခါကျရင်စိတ်ထဲမှာဘယ်လိုဖြစ်လဲ။စိတ်မကောင်းဘူးနော်။အဲ့တော့ကုန်တာနဲ့ရတာဒီအကြောင်းတွေပြောတဲ့ခါကျတော့ဒီတော်တော်များများကရတာလို့ပဲသဘောကျတယ်။ကုန်တာကိုသဘောမကျဘူး။ဒါပေမဲ့ကုန်လည်းရတယ်ဆိုတော့ဒီကုသနာတော်လို့ပဲအကြောင်းတရားပေါ်မှာမူတည်တာတချို့တော့အရာဝတ္ထုတွေကကုန်လို့ကောင်းတာရှိသလိုတချို့တော့အရာဝတ္ထုတွေကကုန်လို့မကောင်းတာတွေလည်းမရှိဘူးလားရှိတာတော့ဒါဒီလောကမှာအမြဲတမ်းဒါကြုံရမှာလူတွေမှာလောဘဒေါသမောဟမာနအတ္တအဲ့ဒီတရားတွေရှိလားရှိတာပေါ့အဲ့ဒီတရားတွေရင်ထဲမှာအမြဲတမ်းထားကြတာလားပုံသွားကြတာလားပုံသွားကြတယ်နော်ပုံသွားကြတယ်အဲ့ဒီလိုတရားတွေပုံသွားရင်ကောင်းလားကောင်းတယ်အဲ့ဒီလိုတရားတွေကတော့ပုံပြီးကောင်းတယ်စောစောကလည်းပြောလို့ပဲတချို့အရာဝတ္ထုတွေကပုံလို့ကောင်းပြီပဲတချို့အရာဝတ္ထုတွေကပုံလို့မကောင်းဘူးလူတွေမှာမဖြစ်တဲ့မဖြစ်တတ်တဲ့မဖြစ်ဘဲနေထားလို့ရတဲ့ခါတည်းနဲ့သူရဲ့စိတ်ဆန္ဒပေါ်တာဒီဒေါသခါတည်းကမထွက်ဘဲကိုထိအောင်ထားလို့ရတယ်နော်ချစ်တဲ့ဓာတ်တွေထဲပို့ပြီးတော့လူတွေမှာဖြစ်နေတဲ့ဒေါသတွေမရှိဘူးလားအဲ့ဒီဒေါသတွေကုန်သွားတွေကောင်းနေဒေါသအထံနာစာနာပြီးဒေါသဖြစ်တယ်ဆိုတာကကျိုးတရားမှမရှိဘူးကျိုးတရားမှရှိတယ်ကိုယ်လည်းမရှိဘူးသူတော်ဘာလည်းမရှိဘူးเนาะလောဘတွေလည်းဒီလိုပဲလောဘတွေလူရတဲ့လည်းလောဘရှိပါတယ်အဲ့ဒီလောဘရဲ့နောက်ဘာပါလာလဲဆိုရင်ဝိသမလောဘပါလာပဲအဲ့ဒီဝိသမလောဘတွေဖြစ်လာပြီဆိုရင်ဘုံဘုံတို့လောဘတာမန်ဖြစ်တာတဲ့ဝိသမလောဘဖြစ်လာပြီဆိုရင်မိမိအတွက်လည်းအကျိုးမရှိဘူးသူတစ်ပါးတို့လည်းအကျိုးမရှိဘူးတခါတလေရိုင်းကိုယ့်ရဲ့စိတ်ထဲမှာချစ်လို့မသိနေတဲ့မောဟတရားတွေဒီဟာတွေရောဖြစ်ဘူးလားဖြစ်တယ်နော်အဲ့တော့ပြောနေတာကလောဘတို့ဒေါသတို့မောဟတို့မာနတို့အတ္တတို့အဲ့ဒီတရားတွေသူတွေရဲ့တန်တန်မှာနော်လုံးဝမဖြစ်ဘဲနဲ့လုံးဝပျောက်ကွယ်သွားပြီးပို့ပြီးတော့မကောင်းဘူးလားဒီအဲ့ဒီတရားတွေကုန်သွားပြီပို့ပြီးတော့ကောင်းတယ်နော်ဒါကြောင့်မလို့ကုန်လာတဲ့တက်တက်တော့ဘုံဘုံတို့ဟောထားတဲ့ဒေသနာလေးမှာသာဝိနာပရိဘောဂိနာယတနေနာတယောခယဒေသပရမကယောဝါပတထောဓမ္မတတိနာသာဝိနာစွန်ကျေပေကံဒူရန်ချင်းချင်းတကား
ပရိဘောဂေနာသုံးဆောင်ခံစားခြင်းဖြင့်၎င်းယတနေနာယန္တုမျိုး၅ပါးနေဆက်ဖြစ်စည်း၍၎င်းလောကမှာကုန်ခြင်း၃မျိုးတဲ့စာကေနာတဲ့စွန့်ကြဲတာပေကံတာလူဒန်းတာဒါနလို့ခေါ်တာမဟုတ်ဘူးမௌကစာတိလို့တော့ဒါနထက်အယံမြင့်မြတ်ပါစာကားဆိုတာကအဲ့တော့ဘုံဘုံလူလောကမှာအတန်းနဲ့တရားကိုယ့်ရဲ့ level တူမိတ်ဆွေအပေါင်းအသင်းတွေရှိဘူးလားရှိပါဗျာမွေးနေ့တွေလုပ်တယ်သူ့မွေးနေ့ဖိတ်ရင်လည်းကိုယ်ကသွားပြီးတော့ဗာလေးပြေးတယ်လက်ဆောင်ပြေးတယ်ကိုမွေးနေ့လုပ်ရင်လည်းသူကပပုတ်ပါပြေးတယ်ဒါကြောင့်အခါဘုံဘုံလူ level တူပုဂ္ဂိုလ်တွေပြောတာနော်အခါတည်းကအဲ့ဒီလိုမျိုးမဟုတ်ဘူးကိုယ့်ရဲ့နေသားနေတဲ့လူတွေတွေ့ရင်ကိုယ်ကစွန့်ကြဲတာရောမရှိဘူးလားအခါတည်းတွိုင်းလာရင်လည်းညနေမှာခမင်းမစားသေးလို့ပတ်စံတောင်းနေတဲ့ပုဂ္ဂိုလ်တွေလည်းပဲမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေရဲ့စာတော်မုတ်တိတ်လူတွေတတ်တာပါစေရင်အကျိုးကနော်ဘဝနေပြီးတော့ပြန်ပြီးတော့စွန့်ကြဲလိုက်တယ်နော်အဲ့ဒီပုဂ္ဂိုလ်တွေကတော့တူတန်းတဲ့လူပြောတာမဟုတ်ဘူးဘာဖြစ်တယ်လဲစွန့်ကြဲတယ်ကိုယ်နဲ့အတူတူအပြန်အလှန်ရောနဲ့တရားမေတ္တာလက်ဆောင်လို့ဘုန်းကြီးလက်ဆောင်လို့ပြီးတာကြတော့ပေးကမ်းတယ်လို့ခေါ်တယ်ဒီအဲ့ဒီလိုကမဟုတ်ဘဲနဲ့ကိုယ့်ထက်သီလသမာဓိအဖြစ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုကြတော့လူတန်းတယ်လို့ပြောတယ်နော်ဒါကြောင့်မလို့ဒီစေဥဒ္ဓတစ်ခုရလာပြီဆိုရင်နံပါတ်1စာဒလို့ခေါ်တဲ့စွန့်ကြဲလို့လည်းပဲပုံသွားတာလည်းမရှိဘူးလားပေးကမ်းလို့ပုံသွားတာလည်းမရှိဘူးလားပရိဘောဂိနာနေစဉ်မိမိတို့စာဝတ်နေကျမ်းမာပြီးဆိုတော့သုံးဆောင်ခံစားတာရောမရှိဘူးလားရှိတယ်အဲ့ဒါမျိုးပဲရှိတယ်ပဲเนาะအဲ့ဒီကုံရင်းမျိုးတွေကတော့ဘုံဘုံတို့လူလောကမှာနေတဲ့ပုဂ္ဂိုလ်တွေတည်းများဘယ်သူမှဆောင်လဲလို့မရဘူးဒါပေမဲ့အဲ့ဒီသုံးမျိုးထဲမှာတေဇာထုံသုံးမျိုးပုံချင်းသုံးမျိုးတို့တွင်ပထမခယောဝရှိဥအစပထမဖြစ်တဲ့ပုံဆုံးခြင်းမျိုးကိုသာလည်းတဲ့ပတ္တထာငါဗျာရှိမွန်းတော်မူတယ်မြတ်စွာဘုရားကနော်အဲ့ဒါပြောချင်တာကဘုံဘုံတို့ပုံနာနဲ့ရတာနဲ့လောကရဲ့ဘဝမှာတချို့သောအရာဝတ္ထုတွေကပုံလို့ကောင်းလာတာရှိသလိုတချို့သောအရာဝတ္ထုတွေကပုံလို့မကောင်းတာတွေလည်းရှိတယ်အဲ့တော့အကြောင်းတရားပေါ်မူတည်ပြီးတော့ဘုံဘုံတို့ဒါကကောင်းမကောင်းဆိုတာကဆုံးဖြတ်ရတာနော်အဲ့တော့လူဒီမှာမိမိတို့ရဲ့တဏ္ဍာမှာအထူးသဖြင့်ရှိနေတဲ့လောဘဒေါသမောဟတွေအဲ့ဒီတရားတွေကိုအတက်နဲ့ကျုံပုံကောင်းအောင်ကြိုးစားပါလို့ဘုံဘုံတွေနဲ့တိုက်တွန်းပါတယ်အဲ့ဒီလိုမျိုးတိုက်တွန်းနေစဉ်မိမိတို့အဲ့ဒီလိုမျိုးတိုက်တွန်းလို့မိမိတို့ရဲ့တဏ္ဍာမှာလောဘဒေါသမောဟတွေပုံဆုံးသွားတယ်ဆိုရင်ပြစ္ဆုတ်ကံဘဝဟောတဏ္ဍာဘဝအတွက်မကောင်းဘူးလားမှန်ပါဗျာနံပါတ်1ဒါကပုံလာတဲ့ပတ်သက်ပြီးတော့နံပါတ်2ရတာနံပါတ်2ကပါဟဲ့အဲ့တော့ခုနပုံလာနဲ့ရတာနှစ်မျိုးထဲမှာလူတွေတော်တော်များများကပုံလာကိုသဘောမကျဘူးဘာလို့သဘောကျတာလဲရတာကိုပဲသဘောကျပုံနဲ့စိတ်တံကိုမကြားချင်ဒါပေမဲ့ဘုရားပြောပါလေအဲ့တော့ပုံနေဆိုတဲ့နေရာမှာအကြောင်းတရားပေါ်မှာမူတည်ပြီးတော့ကောင်းမကောင်းဆိုတာကဖြစ်တာเนาะပုံလို့ကောင်းသွားတာလည်းရှိသလိုပုံလို့မကောင်းတာလည်းရှိတယ်အဲ့ဒီလိုပဲဘုန်းတို့ရတယ်ဆိုတာလည်းပဲကြားမကောင်းဘူးကြားလို့ကောင်းတဲ့အရာဝတ္ထုတွေရှိသလိုကြားလို့မကောင်းတဲ့အရာဝတ္ထုတွေရောမရှိဘူးလားရှိတယ်ကြားလို့ကောင်းတဲ့အရာဝတ္ထုတွေရှိသလိုကြားလို့မကောင်းတဲ့အရာဝတ္ထုတွေရှိတယ်အခါတလေဒီလောကမှာပလီစားနေပြောရတဲ့ပလီစားဖြစ်တော့ဒီနေ့ဘုန်းကနေချိန်တော့ပြောတယ်အချိန်ပေါင်းများစွာပြောတာဟုတ်တယ်မလားပလီစားဖြစ်ကစားတယ်ဘာပဲပြောအချိန်ကြီးကြာလာတဲ့အခါကျတော့ပလီစားတက္ကံကြာလာတဲ့အခါကျတော့ဘုန်းပြောတဲ့အချိန်ကြီးကပို့ပြီးတော့များလာတာနေလာတာများလာဒီစားပြန်စဉ်းစားဒီစားတန်ကြာလာပြီဆိုရင်ဖုံပြောတာတွေကနဲတာလားများတာလားနဲတယ်ဘုံအပတ်စဘုံစားတာဘုံမှာပိတ်တာအဲ့တော့ဘာပဲပြောလူတဘောကရကျင်တဲ့
ကျင်တယ်နော်အစတော့ဘယ်လိုလဲဘူးဖုံးပြောလို့မရဘူးလေဒီဘက်ဖုံးနေရဒီကောင်တော်နဲ့ဆက်လာတာရက်တွေကြာလာပြီလတွေကြာလာပြီနှစ်တွေကြာလာတဲ့အခါကျတော့ကိုယ်ရပါပြောသွားတယ်ကိုယ်တော့မဆက်တော့ပါလို့ပြောတစ်ဖက်ကကျင်နေအရင်တော့သူများဆက်လို့ကိုယ်ကညင်းရတယ်နောက်တော့သူမဆက်လို့ဘူးလားပြန်ဆက်ကိုယ်ကဆက်ကျင်နေမကျင်နေဟုတ်လားငင်ငါ့ကိုတတိမရဘူးလားတစ်ဖက်ကိုပြန်နေတယ်တစ်ဖက်ကလည်းပဲမရလို့မဆက်တာပေါ့ဒါပေမဲ့မရဘူးပြောရင်လည်းဘာဖြစ်မှာစိတ်ဆုံးမှာနော်စိတ်ဆုံးမှာအဲ့တော့ဘာဖြစ်လဲရှားပါတယ်လူပြန်ဖြစ်တယ်ဟာရပါတယ်ဟာရတာနောင်တာပါရတယ်နောင်တာနော်နောင်တာအဲ့တော့ဘုံမယူဆတော့တာမဟုတ်ပါဘူးနောင်တာဆိုတဲ့စကားလုံးသူဒီကပုံစံနဲ့ရလာမှာအာဝသဘောကြတယ်ဘုံကလည်းရတယ်နောင်တာလေမရဘူးဝိပတိတာပါဠိလိုပြောတာဝိပတိတာစဉ်းစားတိုင်းတွေးလိုက်တိုင်းနှလုံးမသားရမသားမရဖြစ်တာကိုနောက်တာလို့ပြောတာအဲ့ဒီအကြောင်းတရားဘေးအချင်းစဉ်းစားကိုယ့်ရဲ့စိတ်နှလုံးမှာကောင်းတဲ့ဘက်ကိုသွားတာမကောင်းတဲ့ဘက်ကိုသွားတာမကောင်းတဲ့ဘက်ကိုသွားတယ်နော်အဲ့တော့ခုနကကုံတာနဲ့ရတာကုံကြီးဆိုတဲ့အကြောင်းတရားပါမယ်တဲ့ကုံလို့ကောင်းတာတွေရှိကြလို့ကုံလို့မကောင်းတာတွေရှိတယ်အဲ့ဒီလိုပဲဘုံလို့ရတယ်ဆိုတဲ့အကြောင်းတရားတွေမှာရလို့ကောင်းတာတွေရှိကြလို့ရလို့မကောင်းတာတွေရှိတယ်အဲ့ဒီရလို့မကောင်းတဲ့ဟာကပါပဲဆိုရင်နောင်တတရားဘယ်နှပါပဲ10ပါနောင်တ10ပါပါ10ပါပဲအဲ့တော့လူတွေမှာခုနကဘုံပြောလို့မျိုးဝိပဿနာရတဲ့ပုံတဲ့နှလုံးမသားရမှုဒီဟာတွေငါလုပ်လို့ရတယ်နဲ့ငါမလုပ်ခဲ့ဘူးငါဆောင်ကျင်လို့ရတယ်နဲ့မဆောင်ကျင်ခဲ့ဘူးเนาะဒီကုသိုလ်ကောင်းမှုတွေငါပြုလို့ရတယ်နဲ့ငါမပြုခဲ့ဘူးဒီအကုသိုလ်တွေငါဆောင်ကျင်လို့ရတယ်နဲ့မဆောင်ကျင်ခဲ့ဘူးဆိုတဲ့လူတွေရဲ့စိတ်နှလုံးမှာအမြဲတမ်းတွေးလိုက်တိုင်းအဲ့ဒီတရားတွေမှာကုသိုလ်တွေအကုသိုလ်တွေအခုနော်ဘာကြောင့်လဲလက်ဆောင်ပြတာအမြဲတမ်းလူတွေမှာကြားတတ်တဲ့နောင်တတရား10ပါးမှာငယ်စဉ်အားကျင်ညာမသိမိမိတို့ငယ်ငယ်တုန်းကမိဘတွေကလည်းပဲကျောင်းတွေထားပေးခဲ့တယ်ကျောင်းကြီးပန်းကြီးမှာထားပေးခဲ့တယ်ဒါပေမဲ့ကိုယ်ကပညာမသိကဲလို့ကြီးလာတဲ့အခါကျတော့ပညာမတတ်လို့မျက်နှာငွေရတဲ့အဖြစ်မျိုးတွေမကြုံခဲ့ဘူးလားကိုယ်နဲ့အတူတူကြောင်လေးတန်းလေးဒီဆရာဆရာမတွေအတူတူပညာတွေသင်ခဲ့တယ်ကိုကတော့ပညာရေးတချို့ကြတော့ဖုံးပေါအောင်မရောက်ခဲ့ဘူးเนาะတချို့ကြတော့လည်းပညာရေးမှာအရန်ဒီဂရီတွေအရန်နဲ့ပြီးတော့အချိန်တွေမှာလူကြီးကြီးဖြစ်တကယ်တည်းပြောရင်ဒီကောင်မနဲ့အတူတူကြောင်လေးဒီဆရာမအတူတူဒီဆရာမတွေရှိမှအတူတူစာသင်ခဲ့ပြီးတော့သူကတော့ငါတဲ့သားတဲ့ဘွဲတွေဒီဂရီတွေပုံထူးတွေရပြီးတော့ဘုချိန်မှာအာနာတွေမှာအရာရှိကြီးတွေဖြစ်သွားတယ်ကိုယ်ကလေးဒီချင်းချင်းသွားတဲ့အချိန်မှာစိတ်ထဲမှာငယ်ငယ်တော့အတူတူငါမိဘတွေလည်းငါ့ကိုပညာသင်ပေးခဲ့တာပဲเนาะငါကိုယ်တိုင်ပညာမသင်ခဲ့တော့ငါမိုက်လို့เนาะအဲ့တော့ကိုယ့်အပေါ်နောင်တတရားတွေမရဘူးလားရှားတယ်เนาะအဲ့ဒီလိုမျိုးနောင်တတွေဒါကဒီအသက်တွေဒီတရားနာတဲ့ပရိသတ်တွေကတော့ကလေးတွေပါလို့ဆိုရင်တော့စင်ကြယ်တော့ဟုတ်ပါတော့အဲ့တော့ငယ်ငယ်တော့ပညာမသင်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြီးလာတဲ့အခါကျတော့ဘာဖြစ်လဲနောင်တတွေရှားတယ်နော်ခုနကရှားလို့မကောင်းတဲ့အချိန်မှာနံပါတ်1ငယ်ငယ်ကပညာမသင်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြီးလာတဲ့အခါမှာနောင်တရှားတတ်ပါတယ်ဒါနံပါတ်1နံပါတ်2ကတော့ဥစ္စာမစုတဲ့ငယ်ငယ်ရွယ်တော့ဥစ္စာမစုဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးဥစ္စာမရှာတော့ပြောတာမဟုတ်ဘူးเนาะဥစ္စာတော့ရှာတော့ရှာတယ်တချို့ကငွေရရှာတယ်ကြားတာနဲ့သုံးတာနဲ့မခံမိဘူးเนาะဘာလို့ပဲရှာဘဝရှိရေးအတွက်မစုဆောင်တာဘူးဆိုရင်ကြ
ကျန်တဲ့ကာလမကြည့်တဲ့ဘုံတို့ပြီးခဲ့တဲ့ကိုဗစ်ကာလမှာလူတွေကဘယ်လောက်စီကံရှိနေမရှိဘူးဆိုတာအဲ့ဒီမှာဖွင့်ချပေးသွားတာပဲဒီလိုဟာတနေ့လို့တနေ့စားစိတ်နဲ့1000ရရင်တနေ့1000ပုံသုံးတယ်2000ရရင်2000ပုံသုံးတယ်ဘာဖြစ်လဲနောက်နေ့ပြန်ရှာပါပဲဆိုတဲ့ရည်ရွယ်ချက်တွေနဲ့စိတ်ထားမျိုးတွေနဲ့လူဘဝမှာရက်တည်တာတနေ့နှစ်တည်တာပုံသွားတယ်ဘဝဒီဘဝဘာမှလည်းမစွနိုင်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိဘူးလားဟောအရင်တော့ဟုတ်တာကိုခက်တဲ့ကောင်းနေတဲ့ချိန်ကတော့ကိုယ်လည်းကျမ်းမာရေးလည်းကောင်းလို့ဆိုရင်တော့ဒီငွေကြီးကပြန်ရှားတာလည်းတော့ကိုဗစ်တို့ကာလဆိုကြီးတဲ့ဖြစ်ကာလဆိုကြီးတဲ့ရောက်လာတဲ့ခါကြတော့စီအေးပြန်တော့ထွက်လို့ရဘယ်မှာပါဆောင်နော်အဲ့တော့စီးပွားဥစ္စာကဘယ်တော့ပဲရှားမစွဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကြီးမအားပဲကိုပိတ်မှန်းအားပဲရှိတာပဲကိုရတဲ့အခါနဲ့ကိုဘဝအတွက်ကိုမိသားစုအတွက်ဘာလို့ရောဘာလို့မိသားစု3ယောက်ရှိ3ယောက်4ယောက်ဆို4ယောက်ဒီမိသားစုရဲ့ဒီနေ့3စိတ်ကဘယ်လောက်ရှိလဲအဲ့ဒီထဲမှာ900ရတဲ့ငွေကဘယ်လောက်ရှိလဲဒီထဲမှာပါတော့မယ်ဆိုတော့ဘုရားဘုံပြောသလိုပဲမျိုးစတော်ကတော့သိတဲ့ထောင်လေးပဲ10မိနစ်နဲ့10စက္ကန့်လေးနဲ့သုံးရင်မကုန်ဘူးလားဟုတ်ပါပဲဘယ်တော့ပဲစီကံမရှိဘူးဆိုရင်တော့ဘယ်တော့ပဲရကုန်ပါလို့အဲ့တော့အဲ့ဒီလိုမျိုးကိစ္စကာလကြီးရောက်လာတဲ့အချိန်မှာအလုပ်ကမလုံးဝပဲနေလာတဲ့အခါကျတော့တည့်ရဲ့ဟောရတာတလားဟောရတာနေ့ရှိလာတဲ့အခါကျတော့နောက်ဆုံးစီးပွားဥစ္စာနဲ့ရှာဖွေလို့ရတဲ့အခါကျတော့ရှိလာတဲ့ကြီးဇောင်းပြီးတော့အိုးရင်ရှိတဲ့ဘဝကနေပြီးတော့အိုးရင်မဲ့တဲ့ဘဝတွေကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေဒီလောကမှာအများကြီးရှိဘူးလားရှိပါဗျာအတူတူပါပဲဘုံဘုံတို့ဒါဘုံကြီးယဟန်တန်ခါပိုင်းလေးသတ္တနာတော်ဝင်တဲ့ရှင်တိုင်းကိုဒါယူပဲဘာဖြစ်လို့လဲဆိုရင်ဘုံဘုံတို့မြန်မာပြည်မှာကဘုံကြီးကျောင်းကြီးတရားကြီးကျောင်းကြီးဆိုတာကအားလည်းပြောဘုံဘုံတို့ဒီစွမ်းတဲ့ကျောင်းစီပစ္စည်းလေးပါဆိုတာကဒီစာသင်လာရဟန်းတန်ခါကြီးအတွက်ငွေကြီးဆိုတာတရားမှမပေးရဘူးဘယ်ကျောင်းတိုက်တွေမှာလည်းတင်ညာတင်တယ်ဒါကျောင်းတိုက်တွေကအနာတင်ပြီးတယ်ဒါပေမဲ့အာရုံစိုးတစ်လက်တော့ကတ်တာပေါ့လေနေဆုံးအတွက်ကတော့ကျောင်းတိုက်တိုင်းဘာတော့ရလဲဆက်ခံပါအဲ့တော့တန်ခါ3-500ရှိတဲ့ကျောင်းတိုက်ကြီးတွေကစိုးကံမထွက်ဖဲနဲ့ဘယ်နည်းရက်တည်နိုင်လဲဆိုတာအဲ့ဒီအဖြစ်ပေါ်လာတယ်ဒီဆိုတန်ခါ900လောက်ရှိတဲ့ကျောင်းတိုက်ကြီးကကိုပြန်ထုတ်ရအောင်300လောက်ရှိတဲ့ကျောင်းတိုက်ကြီးလည်းပဲပြန်ထုတ်ရတယ်ကျောင်းဆောင်အနေနဲ့အပါ20-30လောက်ပဲထားနော်အဲ့တော့ဘာဖြစ်လို့လဲဆိုရင်အရင်တော့ဘုံဘုံတို့ရတဲ့တလာပါခါလေးခွဲပြလိုက်တယ်ဒီကျောင်းတိုက်ကြီးစီးပြီးတော့ဆွမ်းပရိသပင်နော်ဆေးပရိသပင်အဲ့လိုမျိုးကိုရေကြီးပရိသပင်အဲ့လိုမျိုးပရိသပင်နေမထားခဲ့ဘူးမထားတဲ့အခါကျတော့ခုလိုမျိုးမထင်မှန်ပဲလေတကဘာလုံးနဲ့ဆန်တဲ့ကကြီးကက်ပြက်ကြီးတဲ့ရောက်သွားတဲ့အခါကျတော့လူလည်းလူပဲဘုံကြီးလည်းဘုံကြီးပဲရှာတာနဲ့စုတာနဲ့တူရဲ့လားဘယ်တော့ပဲပြင်ပန်းအောင်ရှာနော်ရှည်ကြီးအတွက်မစုဆောင်းနိုင်ဘူးဆိုရင်ဘုံဘုံတို့မိသားစုတစု3-5ယောက်တောင်ရက်တီကိုဖတ်ခဲ့တဲ့ဆိုရင်တန်ခါ3-500ရှိတဲ့ကျောင်းတိုက်ကြီးတွေရှည်ကြီးကလွယ်ရတာမလွယ်ပါဘူးဘုံဘုံတို့ဒါကြောင့်မန္တလေးပပိုးစားတဲ့ကျောင်းတိုက်ကြီးတွေတချို့ကျောင်းတိုက်ကြီးတွေဆိုရင်ဒါစာမတိုက်ကြီးလုံးပျက်စီးကုန်မှာဆိုတော့ဘုံဘုံတို့ဒီမှာတော့ဆရာတော်ရှိပြီးတော့တက္ကမတွေပေါင်းပြီးတော့ဒီကျတော့ကျောင်းကြီးစပိုင်းတော့ဆောင်းရင်းတော့နော်ပုံလုံးပေါ့လိုက်ပြီးတော့သူလည်းအောက်ကနေအဲ့ဒီမျိုးကိုဗစ်ကာလဖြစ်ဆွေးနေမှာအိမ်တက္ကမမှာအားဖို့ပြီးတော့ဆရာဆုံးတယ်ကြွားပြေးရတာအဓိကလားသူလည်းကိုဝါကြောက်ကိုလည်းကိုဝါကြောက်အဲ့ဒီမျိုးခေတ်ဆုံးကာလကြီးတွေမှာကြုံရတဲ့အချိန်မှာပစ္စည်းဥစ္စာယန္တနာတွေကဘလောက်ပဲရှာဘုံလို့မစွနိုင်ဘူးဆိုရင်အဲ့ဒီမိသားစုအဲ့ဒီအဖွဲ့အစည်းတစ်ခုကကောင်းဖို့ထက်တဲ့ဘက်ကိုဥတည်နေတာလေဆိုဘက်ကိုဥတည်နေတာနော်ဒါကြောင့်လို့ဘုံလို့ဇာတကပါဠိတော်မှာမြတ်စွာဘုရားခေါ်တာလည်းရှိတယ်
အာလတ္တယောပနေတဏအစရိတဝါဓမ္မစာနိယစေနာကောဇာဝဇာယံတိခိနာမေစေဝပါရဏိတဲ့ဒီအကျင့်ပုဂ္ဂိုလ်တို့ဒီယောပနေငယ်ရွယ်တဲ့အချိန်ကမှာတဏစီပွားဥစ္စာစေတနာတွေကိုအာလတ္တဒီရအောင်ကြိုးစားကြဘူးဒီပုဂ္ဂိုလ်ကထိုပုဂ္ဂိုလ်တို့ဒီစေနာမာတိအိုမင်းမစွမ်းတဲ့ခါမျိုးမှာဘယ်လိုခါမျိုးမှာလဲငယ်ငယ်ရွယ်စီးပွားရှာနေတဲ့စီးပွားရေးရှာလို့ကောင်းတယ်မိမိရောနဲ့ဓာတ်တော်အကုန်လုံးနော်သာသမီတွေကလည်းပဲပိမာရင်တော့ဟုတ်တာပေါ့မလိမ္မာတဲ့အခါကျတော့ပိုလာတဲ့အခါကျတော့ပိုချာပူထားတဲ့စိတ်ဆက်ဥစ္စာယတနာလည်းပဲစားဖို့တော့ဘာမှမရှိတော့ဘူးဆိုရင်အသက်ကြီးလာရင်အဲ့ဒီပုဂ္ဂိုလ်ဘဝကဝမ်းနေစရာမကောင်းဘူးလားကောင်းပါဗျာစေနာမာတိတဲ့ကိုမင်းတော်ခါနာအဲ့တော့ဘာနဲ့ဥပမာပေးလဲဆိုမြတ်စွာဘုရားကအတောင်ကျိုးတဲ့ဂျိုးကြံကြီးနဲ့ဥပမာပေးတာဘာနဲ့ဥပမာပေးရလဲဂျိုးကြံကြီးကောင်အတောင်ပေါ်လဲကျိုးနေပြီဘယ်မှလည်းမပြန်နိုင်တော့ဘူးဒါပေမဲ့ကံကောင်းတယ်တော့သူကရေစက်လေးတစ်ခုရေအိုင်လေးတစ်ခုနားမှာရောက်နေတာမပြန်နိုင်ပေမဲ့ဒီရေအိုင်လေးမှာရှိတဲ့တတ္တဝါလေးတွေငါးလေးတွေကိုသူနေတိုင်းကောက်စားဒါပေမဲ့ရာသီဥတုဆိုတာကအမြဲတမ်းမိုးရတယ်ဖြစ်နေတာမဖြစ်ပါဘူးမြန်မာပြည်မှာဆိုရင်လူကြီးမိုးဆောင်းဟုတ်လားမိုးတွေကဘယ်တော့ပဲရွာလာမိုးတွေဘယ်တော့ရွာလာဆောင်းတော့ရောက်လာပြီဆိုရင်ရေတွေကတဖြည်းဖြည်းနဲ့ဖြစ်လာပြီလေခါလာပြီအခုလိုလေဘက်ရောက်လာတဲ့ချိန်ဆိုရင်ရေတွေကမရှိတော့ဖြစ်သွားတယ်နော်အစတော့ဒီဂျိုးကြကြီးရတဲ့နော် GI လေးမှာနေရပြီနဲ့အတောင်ကျိုးနေပြီနဲ့ဒီကန်လေးထဲမှာဒီအိုင်လေးထဲမှာရှိတဲ့ငါးလေးတွေကိုတနေ့ကောက်စားတာအစင်ပြီးနဲ့ကြာလာတဲ့အခါကျတော့အဲ့ဒီဂျိုးကြကြီးရေလဲခမ်းရောစားစရာရှိသေးလားရှိပါပါဗျာအဲ့ဒီလိုပဲတဲ့ဘုံဘုံတို့အလတ္တယောပနိတဏရေပုဂ္ဂလအကျင့်ပုဂ္ဂိုလ်တို့သည်ရုပ်ကနေရည်ရည်တဲ့အချိန်ကမှာတဏှာစိပ္ပဥစ္စာယတနာတွေကိုအလတ္တတိရအောင်ကြိုးစားကြဘူးတေပုဂ္ဂလပုဂ္ဂိုလ်တို့သည်စေနာမာတိအိုမင်းမစွမ်းတဲ့ခါမျိုးမှာဘယ်လိုခါမျိုးမှာလဲတနည်းအားဖြင့်ပြောတော့စေနာမာတိနေမကောင်းတဲ့ခါမျိုးမှာဘယ်လိုခါမျိုးတွေလဲအဖြစ်ကြတော့လည်းကိုရောမပူသေးဘူးလူကလူလည်းပိုင်းပဲရှိသေးတယ်ကိုမှရရှိနေတဲ့မူရဏာတွေကိုကိုချပူရတဲ့ပစ္စည်းတွေကိုတေချာမဆူဆောင်တာတဲ့ခါကျတော့လူလည်းပိုင်းနဲ့လည်းတချို့ကျမကြီးဆူဆူရတာဖြစ်သွားတဲ့ပုံစံတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့တော့အိုတဲ့အချိန်မှာစားစရာမရှိတာမှလည်းတော်သေးတယ်လူကအရွယ်ကောင်းကြီးမှာစားစရာမရှိတော့ဘူးဆိုရင်အဲ့ဒီလူရဲ့ဘဝကဝမ်းနေကြမကောင်းဘူးလားဘာလဲစင်ကောင်းလေနော်ဒါမှတော့အလတ္တယောဂကြီးတဲ့နန်းတဲ့ငယ်တဲ့အချိန်မှာမိမိတို့ကဥစ္စာကိုပါတော့ရမှာလေစူဆောင်ရမှာရှာဖွေတဲ့အဆင့်တွေမဟုတ်ဘူးနော်ရှာတာကတော့ဘယ်တော့ပဲရှာတာကဘုရားတို့သုံးရင်ပုံမှန်ပဲဒါကြောင့်မလို့ရှားလို့မကောင်းတဲ့ပြင်မှာနံပါတ်1ကဥစ္စာမစုတဲ့ဥစ္စာကိုမစုဆောင်တဲ့ပုဂ္ဂိုလ်တွေနော်မေဇင်ပါပညာမသိဥစ္စာမစုနံပါတ်3ကတော့တဲ့ရလို့မကောင်းတဲ့ဘက်မှာသူချစ်ကိုပြည့်ပါတယ်လေသူချစ်ကိုပြည့်တပတ်သားမိသားစုအတိုင်းဝိုင်းကိုယ့်ရဲ့စကားခွန်လေးတစ်ခွန်းကြောင့်အရှုပ်မိသားစုတွေလုံးဝ problem family ဖြစ်သွားတဲ့မိသားစုတွေအများကြီးရှိလားရှိပါတယ်အဲ့ဒီစကားတစ်ခုကကိုမပြောရင်လည်းရတယ်ကိုမပြောရင်လည်းရတယ်ဒါဘာမှမဟုတ်နဲ့ကိုကနှုတ်ကနေပြီးအာချောင်လိုက်တဲ့စကားလေးတစ်ခုကတချို့မိသားစုတွေတချို့ဆွေမျိုးတွေတချို့ miss တွေအပေါင်းအသင်းတွေလုံးဝကိုဆက်ဆံလို့မရတဲ့ဒီလောကအတိုင်းပိုင်းမှာမရှိဘူးလားရှိတယ်နော်ဒီလိုပါကြီးချစ်ချင်းကိုပါလို့တာလေချက်စီးတာအဲ့ဒီပုဂ္ဂိုလ်တွေကဒီစိန်တောင်တိုင်းရမှာလေကျ
ကြာလာတဲ့အခါကျတော့ကိုကသူတို့ပြန်တင်းနေရှင်ဒါပေမဲ့ကိုယ့်ရဲ့စကားလေးတစ်ခုကမစင်မရှင်ပြောလိုက်တဲ့စကားလေးတစ်ခုကငါရဲ့မစင်မရှင်ပြောလိုက်တဲ့စကားလေးတစ်ခုကဒီမိသားစုကြီးအခုချိန်ဒီဘယ်လိုမှဟောပေါင်းစည်းလို့မရတော့ဘူးဒီမိတ်ဆွေတွေကအခုချိန်ဒီဘယ်လိုမှတော့လည်းတရားကောင်းဖို့လို့မရတော့ဘူးဆိုရင်သူတို့ကိုတွေ့တိုင်းကိုကပါဖြစ်တယ်နောင်တတွေမရအောင်လားကြားတယ်နော်ဒါကြောင့်မလို့ရှားလို့မတော်တဲ့နေရာမှာသူချစ်ကိုကျဲတဲ့နော်သူတစ်ပါးရဲ့ချစ်ချင်းကိုချက်စီးတဲ့ပုံပုံမျိုးတွေတစ်ချိန်ချင်းခါမှာမိမိတို့မှာပါချစ်တတ်တယ်နောင်တတွေချစ်တတ်တယ်ဒါနံပါတ်3နံပါတ်4ကျတော့ဥဒ္ဒတ္တသူတစ်ပါးရဲ့အသက်ကိုတတ်ပြီးတော့စားတာအဲ့တော့ဘယ်မှာလဲတတ်တော်ပါတိုင်းကကိုရရှိနေတဲ့ဘဝကိုတန်ဖိုးမထားဘူးလားလူတွေနဲ့ပဲကိုယ့်ဘဝကိုတန်ဖိုးထားတာပဲလေကိုယ့်အသက်ကိုတန်ဖိုးထားတာပဲနည်းနည်းလေးမကောင်းဖြစ်ဘူးဆိုချစ်တာလည်းဒီကနေ့ပါတော့လေစိတ်ကောင်းတယ်စိတ်ကောင်းတယ်ဟာဒါမှငါအသက်ရှင်မှာအဲ့တော့ကိုယ့်အသက်ကိုတော့တန်ဖိုးထားတယ်သူများအသက်ကိုကြတော့တချို့ဟာတန်ဖိုးထားမှမသိတဲ့ပုဂ္ဂိုလ်ကြီးအများကြီးမရှိဘူးလားအဲ့တော့အသားငါဆိုတာကဘုံဘုံလို့မစားဘူးတော့ပါစားပါဒါပေမဲ့တချို့ကမလိုအပ်ဘဲနဲ့နော်ဒီပိုင်းအသက်ကိုတတ်တဲ့ပုဂ္ဂိုလ်တွေနော်အဲ့ဒီပုဂ္ဂိုလ်တွေကဘယ်အချိန်ကျရင်ကိုကနောင်တတွေရလာလဲဆိုရင်ကိုယ်မှကျမ်းမာရေးမတော်ပါတဲ့ချိန်ကျရင်ငါပါဏာတိပါဒကံလို့ငါထိုက်ပြီဆိုတယ်နော်သူတစ်ပါးအသက်ကိုတတ်ခဲ့တာသူငါအသက်ကတော့ရှေ့ပါမလားဆိုပြီးတော့ကိုလုံးပြတဲ့အကုသိုလ်ပေါ်မှာဘာတွေဖြစ်လာလဲနောင်တတွေရှားနော်အဲကြောင့်မလို့သူတက်စားတဲ့သူတစ်ပါးအသက်ကိုတက်စားတဲ့အဖြစ်လိုမျိုးအကျင့်မျိုးတွေဒါတွေကိုလည်းပဲတက်မှန်ဆုံးမိမိတို့ဆောင်ကြမှာဒါတွေကခုနကဝိပဿနာဆိုတာကပြန်စဉ်းစားတိုင်းကိုကတကောင်တက်ရင်တကောင်ပဲနှစ်ကောင်တက်ရင်နှစ်ကောင်ပဲသုံးကောင်တက်ရင်သုံးကောင်ဘယ်သူမှတက်ဒါနဲ့ကိုယ့်ရဲ့ဥနောက်တွေကပြတ်ပြသွားတာမဟုတ်ဘူးအမြဲတမ်းဘာဖြစ်လဲပြန်ပြီးတော့ပေါ်လာအဲ့ဒီမျိုးပြန်ပေါ်တိုင်းမှာမိမိရဲ့စိတ်ထဲမှာဘာတွေဖြစ်လာလဲဆိုရင်နောင်တတရားတွေဖြစ်လာတယ်နော်ဒါကြောင့်မလို့သုတ္တစားတဲ့သူတစ်ပိုင်းအသက်ကိုနော်သက်စားတဲ့အဲ့ဒီမျိုးအတုပ်တွေကိုလည်းမိမိတို့ကအတက်နဲ့ဆုံးဆောင်ကျင်နေအောင်ကြိုးစားတယ်နော်ဒါကနောက်တစ်ခုကသူနေရနိုင်တဲ့သူတစ်ပါးမှာပုံမှန်လိုပဲသာသမီတွေရှိတယ်သူတစ်ပါးမှာလည်းသာသမီတွေရှိတယ်လူဆိုတာကတော့ဘုံဘုံလိုပုံမှန်စီးစိမ်ကိုအကြောင်းပြုပြီးတော့အောင်မြင်မှုတွေရလာတယ်အဲ့ဒီအောင်မြင်မှုတွေရလာတယ်ဆိုရင်ပတ်ဝန်းကျင်ကအမျိုးမျိုးရှိတယ်ကိုပြီးနားမှာဒါကစီးစိမ်ဥစ္စာမဟုတ်ဘဲနဲ့ယာတုကုန်တွေရှိနေတယ်ယာတုကုန်တွေကိုအကြောင်းပြုပြီးတော့အောင်မြင်မှုတွေရလာတဲ့အခါကိုဘေးမှာဒီလိုမျိုးရှိတယ်ဒါကယောက်ျားလေးမိန်းကလေးကိုပြောတာမဟုတ်ဘူးနော်တစ်ချက်တည်းလည်းကြောက်ကြမှုကိုအကြောင်းပြုပြီးတော့ကိုဘေးမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့တော့ကိုယ်မှလည်းပဲကာမပိုင်ရှိတယ်ကိုယ်မှလည်းပဲကာမပိုင်ရှိတယ်ကိုယ်မှလည်းပဲသာသမီတွေရှိတယ်ကိုကျူးလွန်ခဲ့တဲ့အချိန်ကသူများသားသမီးကိုကျူးလွန်တဲ့အချိန်ကကိုသားသမီးတွေကငယ်ရွယ်တဲ့အချိန်တော့ဖြစ်နေမှာပေါ့ဒါပေမဲ့ကိုသားသမီးတွေကြီးလာနေစိတ်ထဲမှာပြန်ဖြစ်တယ်ဆိုခုနကဝိပဿနာမလုံးဖတ်တာမတမယဖြစ်နေတယ်ငါတစ်ချိန်လုံးကသူများသားသမီးတွေကိုဆက်စည်းခဲ့တယ်လို့ငါသားသမီးတွေကိုလည်းပဲသူများတွေကပြန်တယ်ပါလေဖြည့်ဆည်းပါမှာဖြည့်ဆည်းကြမှာပဲဆိုပြီးတော့စိတ်ထဲမှာစိတ်မကောင်းမှုတွေနှလုံးမတန်ရမှုတွေလူရဲ့သဘောဝါရဖြစ်တတ်ဘူးလားဖြစ်တတ်တယ်နော်အဲ့ဒါဘာပဲပြောဘုံဘုံလို့ကိုကျင်းစာတရားတွေခါပါနော်ဘယ်လောက်ပဲစီစဉ်ဥပဒေရဏတွေချမ်းသာဘယ်လောက်ပဲရာဟုတိဘယ်လောက်ပဲကြည်ကြည်ဘယ်လောက်ပဲအောင်မြင်ကြတဲ့ပုဂ္ဂိုလ်တရားဖြစ်ပါစေနော်ငါမှသာသမီတွေရှိလို့သူတို့မှလည်းသာသမီတွေရှိတယ်ဆိုတော့ကိုကျင်းစာတရားတွေရှိတယ်ဆိုရင်တော့သူများသာသမီကိုပြင်မစရာအကြောင်းမရှိဘူးအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့ချမ်းသာမှုဓာတုပုံစံကိုအကြောင်းပြုမှုနောက်တစ်ခုကကိုယ့်ရဲ့အောင်မြင်ကြော်ကြားမှုတွေကိုကိုကအသုံးချပြီးတော့သူများသားသမီးကို
ချက်စည်းခဲ့လို့ဆိုရင်ကိုသားသမီးလေးတွေအရွယ်ရောက်လာတဲ့အခါကျရင်လည်းကို့မှာအဲ့ဒီဝိပရိတ္တာကလို့ပြောတယ်နှလုံးမသာမရချစ်မှုတွေလည်းပဲပေါ်လာနိုင်တာပေါ်လာတယ်ဒါကြောင့်မလို့သူချစ်ကိုပြည့်သူသက်သစာသူမရနိုင်ပြမတော်မူသူမြတ်သမီးကိုပြမတော်မူပြမတော်ကိုလည်းပဲဆောင်ကျင်နေအောင်ကြိုးစားတကယ်တော့မှမိမိတို့ကအဲ့ဒီလိုသူများသားသမီးပေါ်မှာချက်စစ်ခဲ့ပြီးဆိုရင်တော့အဲ့ဒါကလည်းဝိပတိတာရလို့ခေါ်တယ်နောင်တာတရားနော်ခုနကရှားတယ်ရတယ်ကောင်းတာမကောင်းဘူးလားမကောင်းဘူးနော်သူရှိသူလည်းငယ်စဉ်ကတရားမသိဥစ္စာမစုသူရှိကိုပြသူသက်သက်စာသူနေရနိုင်ပြမတော်မူပစ္စည်းရှိတယ်ဇိုးစီမတူတဲ့အချို့ပုံမှာငွေကြီးပြည့်စုံတဲ့နဲ့လူတန်းမလုပ်ခဲ့တဲ့ပုံပုံကြီးဘာဖြစ်လို့လဲဆိုရင်တချို့ကဒီကိုရှိတဲ့စိတ်တဲ့ဥစ္စာယတနာတွေကိုထူထားလိုက်တယ်ဆိုရင်ပုံပေါ်လိုက်တယ်သူစိတ်ထဲမှာထင်တာမှန်တယ်ကမဟုတ်ဘူးနော်အဲ့တော့ဘုံတို့သာသနာမှာထင်ကြတဲ့ပုံနာကြီးတယောက်ရှိတယ်တောတေယပုံနာဘာပုံနာလဲတောတေယပုံနာကသူ့သားကိုအမြဲတမ်းဆုံးမတယ်ဘယ်တော့ကမှဒီပစ္စည်းဝတ္ထုတွေကိုမတူမတန်းဖို့ဘာမလုပ်ဖို့လဲမင်းကဥပမာပြောတယ်ကွာတဲ့မျက်စင်းဆိုတာဒီနေ့ကိုဘယ်နဲ့ဆက်ချဆက်နဲ့ဆက်ပေါ့ဆက်နဲ့ဆက်ချပြင်မယ်လည်းကြာလာတဲ့ခါကျတော့အဲ့ဒီမျက်စင်းတွေပါဖြစ်တယ်ပစ္စည်းဝတ္ထုကလည်းအဲ့ဒီလိုပဲမင်းတို့သုံးတာပဲဖြစ်ဖြစ်လူတာပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးသုံးနေမယ်ဆိုရင်ဘာဖြစ်မှာလဲပုံပါမယ်နော်အဲ့တော့မင်းဘာလို့မှလဲခြားတောင်ဖို့လို့မင်းသဘောထားမယ်ပစ္စည်းဝတ္ထုကိုဘာလို့သဘောထားရမလဲခြားတောင်လေးတွေကမြေစင်းမြေကိုင်းလေးကိုနော်မြေစီလေးတွေကိုတိတ်တိုင်းနဲ့ဘာကြီးဖြစ်လာလဲခြားတောင်ကြီးဖြစ်လာအဲ့ဒီလိုမျိုးဖြစ်စုရတယ်နောက်တစ်ခုကပြားလေးလိုပဲတဲ့ပြားလေးတွေကနော်အကောင်လေးအများကြီးဘိုးလေးတွေစုံနေတရာတက်ကကြဘာကြီးဖြစ်လာလဲပြားအောင်ကြီးဖြစ်လို့ပဲတဲ့အဲ့ဒီလိုပဲတဲ့မင်းတို့မှာပစ္စည်းဝတ္ထုတွေရှိရတဲ့နဲ့တချို့မလူမတန်းတဲ့ပုံစံတွေတေကိုနောက်ပါမကောင်းတာပေါ့နော်တေကိုနောက်မပါရင်မပါကအရေးမကြီးဘူးမပါကအရေးမကြီးဘူးဆွဲရမှုကကြောက်เสียကောင်းတာဘာကကြောက်เสียကောင်းတာလဲလောကမှာမိုက်တဲ့လူပိန်မာတဲ့လူမလိမ္မာကလေးမာလူသူသုံးမျိုးပေါ့နော်တေဒီနေရအောင်မိုက်တဲ့လူရဲ့လိမ္မာတဲ့လူရဲ့မလိမ္မာတဲ့လိမ္မာမမိုက်တဲ့မိုက်လူရဲ့တေဒီနေရအောင်မိုက်တဲ့လူနေရအောင်ဒီဘက်ကြောက်ပါနော်မိုက်တဲ့လူကလုပ်ပြီးဒီပြပြောင်းအောင်ဘာမှမစင်စားဘူးနော်တချို့တဲ့ပုံပေါ်တွေကကိုပိုင်နဲ့စီးတဲ့ဥစ္စာယတနာကိုလည်းမသုံးရဘူးလူဖို့အနေထားကိုလည်းမသုံးစားရဘူးဒါပေမဲ့လူဟာတည်တဲ့အခါကျတော့ကိုယ့်ရဲ့စီးစိမ်မှာပြန်ပြီးတော့ဆွဲလိုက်ပြီးတော့တေဆုပ်သွားတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကြီးကောင်းတဲ့ပုံစံနဲ့ရောက်တာမကောင်းတဲ့ပုံစံနဲ့ရောက်မကောင်းတဲ့ပုံစံနဲ့ရောက်မှာနော်အဲ့တော့ခုနပြောနေတာကကိုမတော့ရင်လည်းကိစ္စမရှိဘူးမတူမတတ်ရင်လည်းကိစ္စမရှိဘူးဘာပဲပြောဘုံလူဆိုတာကဆွဲနှဲဆိုတာရှိတယ်ဘလောက်ပဲခီးတွေသွားလို့ပေါ်တဲ့အကောင်းစားကြီးတွေပဲတဲ့အချိန်တိုင်းပြောကြနေတာကိုရင်မိတာပေါ့မိမလားလည်းပဲနေတာအင်းပြန်ချင်တယ်ပေါ်တဲ့နဲ့တရားကိုကောင်းတာဟောတယ်မှာပဲဒီဘာလို့ပြင်ပြန်နေရတာလဲမပြီးတဲ့မိပြန်ပြီးစက်မောင်းပြင်ပါလေဟုတ်တယ်မလားဘယ်တော့ပဲအစားပေါင်းနေစားတရက်ကနေ2ရက်ကနေတစ်ပတ်နော်တစ်ပတ်ကနေပြီးတော့10ရက်လောက်ဖြစ်လာပြီဆိုဘာနဲ့ပြန်စားကြလဲမပြီးရင်ကိုယ်စီလူတွေမှာအဲ့အစွမ်းလန်းဒုက္ခပြေးတာဆွဲလန်းဒုက္ခပြေးတာစီးတဲ့ဥစ္စာယန္တနာလေးကိုဘုံဘုံကမလုပ်လို့ဘာမှမပြောဘူးမသုံးလို့ဘာမှမပြောဒါပေမဲ့မဆွဲလန်းနဲ့အဲ့ဒီလိုမျိုးဆွဲလန်းပြီးတော့သေဆုံးသွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကခုနကနောက်ဆုံးတော့ဘုံလို့
စာပေတွေနဲ့တိကျပြောလို့ဆိုရင်တော့သားဆွဲနေရာဆွဲကိုယ်ရဲ့အိမ်ဆွဲကိုယ့်ရဲ့စီစဉ်ဥစ္စာတွေခဏတွေကိုဆွဲလန်းပြီးတော့တည်ဆုံးသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတိတ်တာဖြစ်တာများတယ်။ဘာဖြစ်တာများလဲ။လူဘဝတစ်ထောင်မှာမကောင်းတာတွေလည်းဘာမှမလုပ်ခဲ့ဘူး။အဲ့တော့တဏှာကလည်းမကောင်းတာဘာမှမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ကသိရင်ဘယ်နေရာရောက်တဲ့လဲ။ကောင်းတဲ့ဘုရားနာမရောက်တဲ့ဘူး။အဲ့ဒါမကောင်းတာလည်းမလုပ်ခဲ့ဘူး။ရောက်တော့မကောင်းတဲ့ဘုရားနာကိုရောက်တာအဲ့ဒီပုဂ္ဂိုလ်တွေကသူကသူများတော့ဒုက္ခမပေးဘူး။သူများတော့ဒုက္ခမပေးဘူး။ဒါပေမဲ့ကိုယ်နေခဲ့တဲ့အိမ်မှာဆွေးနွေးနေနောက်ကိုယ်ပဲဆိုင်တဲ့စီစဉ်ဥစ္စာတွေနာနေလွယ်လွယ်ကူကူနဲ့ရှာပေါ်ရတာဟုတ်ပါတယ်။မဟုတ်ဘူးဒီအစိုးရချုပ်တော်စီစဉ်ဥစ္စာတွေနာနေကအတက်နဲ့တော့ရင်းပြီးတော့ရှာပေါ်ရမကောတာတပါဝါကြတယ်။ဒါပေမဲ့အဲ့ဒီဘုရားကကိုယ့်ရဲ့စီစဉ်ဥစ္စာယတနာပေါ်မှာဆွဲလန်းပြီးတော့တည်ဆုံးသွားတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအပင်လေးမကြရမယ်နော်မကောင်းတဲ့ပိတ်တာကိုမရဘူးနော်ဒါကြောင့်မလို့ပစ္စည်းရှိတဲ့ဇိုးစိမလို့နော်တချို့ကိုယ်မှာသူနိုင်တိုင်းနိုင်တဲ့အနေအထားရှိရတဲ့နဲ့အဲ့တော့လူတယ်ဆိုတာကဘုံဘုံကဘာသာရေးဩဝါဒနဲ့ပြောတာပါလူအနေနဲ့လူတွေနားအောင်ပြောရင်ညသုံးတာပါတယ်လေညသုံးပါဗျာအဲ့တော့ဘုန်းကြီးတွေလူမှာဆရာကြီးတွေလူမှာလူတာမဟုတ်ဘူးလူအတိုင်းဝိုင်းထဲမှာကိုယ့်ထက်နေအားနေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။အောင်ငါရှိတဲ့ငါပိုင်ဆိုင်တဲ့ထဲကနေပြီးတော့သူတို့ကလည်းပြောပြီးတော့စံတတိဆိုရင်သူတို့တပတ်စားလို့ရတယ်။နောက်3ရက်စားလို့ရတယ်4ရက်စားလို့ရတယ်။ကိုအဲ့ဒီလိုမျိုးညှပ်ပြီးတော့တုံးလိုက်တယ်ဆိုရင်သူလည်းဝမ်းသာတယ်ကိုလည်းပြပါဖြစ်တယ်။ကျန်တဲ့ဘက်နဲ့လမ်းဘေးသွားနေတဲ့ဒီခွေးကောင်နော်တော့ပဲဆိုးတဲ့ခွေးပဲပြောကိုလာခဲ့တဲ့ခွေးတော့အစာလေးပြေးလိုက်ရင်အဲ့ခွေးကကိုကြိုက်တော့မလားစားမှာစားရင်သူစားလိုက်တဲ့စာပေါင်းမှုသိမှုတက်တာသွားတယ်ဆိုရင်သူနေနဲ့တော့မပြောဘူးလားပြောပါရဲ့ဗျာအဲ့ဒီလိုပဲတခြားတဲ့ပုဂ္ဂိုလ်တွေအမှုခံပုဂ္ဂိုလ်တွေနော်ကိုပေးတဲ့လို့ရှားလို့စင်နေတာတဲ့ပုဂ္ဂိုလ်တွေပြောတာမရဘူးပေးလိုက်ရတဲ့မိမိမှာလည်းသူလည်းရတဲ့မိမိမှာလည်းပြောကြမကောင်းဘူးလားကြောင်းတောင်းတယ်ဒါကြောင့်မလို့ပစ္စည်းရှိနေရဲ့ဇိုးစီမလူတဲ့ပစ္စည်းတွေကိုမှပစ္စည်းတွေပေါ်ပေါ်များများရှိတယ်တချို့ကလူမှုတမ်းမှုမှာလုံးဝကိုမပြုလုပ်ဘဲနဲ့ဘဝတစ်ပါးကိုကြောက်ရွံ့သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကြီးဘုရားကုဏပြောတဲ့ဒီဘဝမှာအញ្ញဝမ်းနေကိုပေါင်းပါလေဘာမှလည်းမကောင်းတာတွေဘာမှမလုပ်ခဲ့ဘူးနော်ဘာမှလည်းမကောင်းတာတွေမလုပ်ခဲ့ပဲနဲ့တည်တဲ့အခါကျတော့ကောင်းတဲ့ပုံသဏ္ဍာန်ကိုရောက်တဲ့ဘာသာနဲ့မရရတဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာမရှိဘူးလားအဲကြောင့်မလို့ပစ္စည်းရှိတဲ့ဇိုးစီမလို့တဲ့နောက်တစ်ခုကဘုံဘုံလို့ရှားလို့မကောင်းတာကဆုံးမမနာကိုယ့်တဲ့ကြီးတဲ့မိဘတွေဆရာသမားတွေကိုယ့်ရဲ့ကြီးတဲ့မိဘဆရာသမားတွေကကိုယ့်ကိုရှင်းကြအောင်လိမ္မာအောင်ကိုယ့်ဘဝတိုးတက်အောင်ဆုံးမပြီးမဲ့တချို့ကမနာခံတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးရှိလားဒါကြောင့်မလို့မရင်ကြီးကအများမို့ဘာလို့ပြောဒီမရင်ကြီးကအများမို့လူဟာမရင်ကြီးတော့ဘူးဆိုရင်လူတွေကအဲ့ဒီလူဘလောက်ပဲချမ်းသာဘလောက်ပဲရုပ်ပြည်လာလူအများအဲ့ဒီပုဂ္ဂိုလ်တွေကိုသဘောကျတယ်မကြဘူးတစ်ချက်ကြတယ်ပဲဒါမှစီစဉ်ဥစ္စာတွေပေါ်တယ်ရုပ်ရည်လာမှလည်းဆိုတော့အကြောင်းပြီးတော့ဘုဒ္ဓဘာသာကိုထင်သေးတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလားရှိတယ်ဒါကြောင့်မို့လို့အထင်သေးကအမှားဆုံးအထင်သေးကဘာလဲအမှားဆုံးပါဗျာကြောင့်ဒီမရင်ကြီးကအများမို့အထင်သေးကအမှားဆုံးလူတစ်ပတ်သားကိုအထင်နဲ့မသေးပါနဲ့เนาะအဲ့ဒီလိုပဲကိုဘဝရှိရေးအတွက်ဒါကဆုံးမတဲ့ပုဂ္ဂိုလ်လေးဆိုတာကိုယ့်ရဲ့ဆရာသမားပဲမိကောင်းဆွေကောင်းပဲဘယ်လိုပုဂ္ဂိုလ်မျိုးလဲမိကောင်းဆွေကောင်းပဲမိကောင်းဆွေကောင်းရဖို့ဆိုတာဘယ်နဲ့အလုပ်မဟုတ်ဘူးလူဘဝတစ်ဆောင်မှာအောင်မြင်တဲ့ဘဝတစ်ခုကိုရဖို့ဆိုတာကမိကောင်းဆွေကောင်းပေါ်မှာဇာလုံးတိလူတည်တယ်ဘယ်လောက်လူတည်လဲဇာလုံးတိလူတည်တယ်တချို့မိတ်ဆွေပေါင်းတဲ့ကြောင့်ဘဝတည်တက်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်မလို့ကိုယ်
ရင်ကြီးအောင်လိမ္မာအောင်ဆုံးမနေတဲ့ပုံကိုယ်တွေရဲ့စကားကိုကိုကလိုက်နာပါနော်ဒါကြောင့်မလို့ဆုံးမပါလားနော်လူတစ်ပါးသားရဲ့ဆုံးမမှုတခြားသောကိုယ်ရဲ့ရင်းနေတဲ့ပုံကိုယ်ရဲ့ဆုံးမမှုကိုနိုင်နာခံတဲ့နာခံမှုမရှိတဲ့ပုံကိုယ်တွေဟာလည်းတဲ့ဘုံဘုံလုံးကလည်းအသက်ကြီးလာတဲ့အခါကျတော့အာဒီစီကသူတို့ကငါဘဝအတွက်တိစားလမ်းညွှန်ပြီးတော့စိတ္တနာထားပြီးတော့ငါ့ကိုဆုဆုံးမခဲ့တာအဲ့ဒီတော့ကသူစကားတွေနားထောင်နေလို့သူ့ရဲ့ဆုဆုံးမဩဝါဒတွေကိုငါနားထောင်တယ်လို့ဆိုရင်ငါကိုလိုမျိုးအဖြစ်မျိုးနဲ့မနေရဘူးလိုအနေထားတယ်လည်းငါမကြုံရဘူးဆိုပြီးတော့သူတွေမှာအသက်ကြီးတဲ့အခါကျတော့ဘာဖြစ်လဲနောက်တာနေမရဘူးလားဒါမှမဟုတ်မူစင်ကပညာမသိဥစ္စာမစုသူချေကိုပြေသူတတစာသူမေယာနာจิมတုံမိပစ္စည်းရှိတဲ့ဇိုးစီမလူနော်ဒါကမင်းယူမိဘမပြုကြနဲ့မိဘနှစ်ပါးရှိရတဲ့မိဘနှစ်ပါးကိုဥပက္ခပြုတဲ့သာသမီတွေလောကမှာအများကြီးရှိတာကိုလူဘဝတစ်ဆောင်မှာမိဘကိုမွေးတွေကဘာမှလူလေးတွေမရှိအောင်နော်ကလေးလေးတွေကပညာသင်တဲ့အချိန်မှာပညာတွေရအောင်စီးပွားရှာတဲ့အချိန်မှာစီးပွားတွေရအောင်အမျိုးမျိုးမိဘရဲ့အထောက်ပံ့ကိုကိုကယူခဲ့ပြီနဲ့ကိုအသက်တွေရလာတော့အိမ်တော်တွေကြာလာတဲ့အခါမှာမိဘနဲ့ကိုယ်နဲ့ကချွတ်ချွတ်ရပေါ်တဲ့အောက်တဲ့နေတာတွေရောမရှိဘူးလားတချို့ဆိုဘေးချင်းကရဲ့နေတာတွေရောမရှိဘူးလားအဲ့တော့မိဘတွေနေ့စဉ်ချက်ပြုတ်စားတော့လို့ကိုယ်လည်းနေ့စဉ်ချက်ပြုတ်စားတော့တယ်။တစ်ချိန်တော့ကိုမိဘရှိမှစားရတဲ့ချိန်တော့မိဘကိုဘာမှမပြောဘူး။တက်တော့စားသာသမီတွေစားလို့ဆိုပြီးတော့မိဘတွေကမကောင်းတဲ့စိတ်နဲ့ရိုက်တာကတော့မရှိဘူး။ဘေးပြမှာဆိုလို့ဒါ6လလောက်ပဲရှိတယ်။အဲ့တော့ကိုယ်တိုင်လည်းနေ့စဉ်ချက်ပြုတ်စားတော့ပြီးတော့ကိုချက်တဲ့ဟင်းလေးတစ်ခွက်သမီးလေးတစ်ခွက်ကိုမိဘကိုပြန်မတွေးနိုင်တဲ့သာသမီတွေဒီကဲမှာရှိလားမရှိဘူးလားရှိတယ်နော်အများကြီးပဲတချို့ကြတော့မိဘနဲ့တူနေတယ်ကိုယ်ငယ်တော့ကလူလောကကိုရောက်ပြီးမိဘကောင်အဖို့တွေရောမဆုံးဘူးလားအမေတွေရောမဆုံးဘူးလားပဲမိဘကတော့အောင်ဆုံးဘူးလားဒါပေမဲ့မိဘတွေအသက်ကြီးလာတဲ့အခါကျတော့မိဘတွေကစီးတယ်ပဲနိုင်ကြမှာနိုင်တယ်ဝမ်းတယ်ပဲနိုင်ကြမှာနိုင်တယ်လက်တွေတွေလည်းပဲနိုင်ကြမှာနိုင်အဲ့ဒီအချိန်ကျတော့မိဘတွေပေါ်မှာဖြစ်လာညိုမြင်လာတဲ့သာသမီတွေဒီခေတ်ကြီးထဲမှာအများကြီးမရှိဘူးလားဒီလိုမျိုးကလည်းပဲကောင်းကောင်းလုပ်ပြီးတာနော်ဘယ်လိုလုပ်မှမသိဘူးရန်ကြည့်ပတ်တယ်စိတ်ပြပါလေပါနေမိဘကိုငယ်ငယ်တော့ကိုမိဘတွေကကိုတစ်ခါမှကိုကလေးလေးပတ်တယ်ဆိုပြီးတစ်ခါမှရန်လည်းမရဘူးယူလည်းမယူဆိုဘူးဒါပေမဲ့ကိုယ်တိုင်အသက်ကြီးတာကိုမိဘတွေအသက်ကြီးလာတဲ့ချိန်ကိုကပြန်ပြုစုဆောင်ကြောက်တဲ့အချိန်ကျတော့မိဘအပေါ်မှာယူစုနေတဲ့သာသမီတွေလောကမှာရှိတာမရှိဘူးလားရှိတယ်နော်အဲ့တော့မွေးမြူမိဘမပြုပြနဲ့တဲ့မိဘတွေရဲ့ကျေးဇူးကိုဒီကိစ္စတော်များများကဘုံဘုံတော့တော်များများလူလောကအတိုင်းအဝိုင်းတွေမှာမိဘနဲ့သာသမီစကားမပြောနိုင်တဲ့မိဘနဲ့သာသမီတွေလည်းရှိတာရှိပါရဲ့။များနည်းနည်းမဟုတ်ဘူးနော်။ဒီလိုတော့သာသမီတွေကအကြောင်းပြချက်တွေပေးနေတာဒီလိုကိုရောက်စားလို့ပြီးနေဒီမှာလည်းဒါတွေသမီးတွေလည်းဘယ်လိုမှဘာလို့မဖြစ်လို့နော်။အဖေတို့နေ့စဉ်ချက်ပြုတ်ပြီးနေတယ်အမျိုးအကြောင်းပြချက်တွေပေးတာ။မိဘအိမ်ကိုလာလို့ရတယ်နဲ့တွေ့လို့ရတယ်နဲ့လာမတွေ့တဲ့သာသမီတွေလည်းလောကမှာမရှိဘူးလားရှိပါရဲ့အဲ့တော့မိဘနဲ့သာသမီဘယ်တော့ပဲဝေးမိဘတွေကငွေသာသမီတွေကိုငွေပေးတယ်လို့ပြောအဲ့ဒီသာသမီတွေလာမလားမလာဘူးလားမိဘနေမကောင်းဘူးဆိုရင်တော့လာခြင်းပါမယ်မလာခြင်းမလာဘူးဒါကြောင့်မို့မိဘတွေရှိတဲ့အချိန်မိဘတန်ဖို့ကိုထားပါတန်ဖိုးထားပါနော်အဲ့တော့ကိုကတန်ဖိုးတိမှတန်ဖိုးရှိတာဘာဖြစ်တာလဲတန်ဖိုးတိမှတန်ဖိုးရှိတာမိဘတွေအသ
သက်မရှိတော့တဲ့အချိန်ကျွန်တော်တို့ဆိုအမျိုးမျိုးပဲတီကာတွေအရင်ဖွင့်တာမိဘကျေးဇူးတီကာတွေမိဘရှိနေတဲ့အချိန်ကျတော့မိဘကိုစိတ်ချမ်းသာအောင်မိဘကိုမလုံကျွေးဘူးအဲ့ဒီလိုမျိုးသားသမီးတွေဒီလောကမှာအများကြီးရှိလားရှိတယ်ဒါကြောင့်မလို့မွေးမြူမိဘမကြည့်ကြနဲ့နော်မိဘမပါချစ်ရတာနဲ့မပြုစုတဲ့သားသမီးတွေဘယ်ချိန်မှတားရမှာလဲကိုကြီးလာတဲ့ချိန်ကိုယ်တိုင်ကိုယ်ဝါတဲ့တဲ့ချိန်ကြရင်ကိုသားသမီးတွေကကိုမိဘကိုကိုဆက်ဆံနေတော့ကိုသားသမီးတွေကကိုပါဖြစ်မှာစနေတိတိကမှာကလေးလောကမှာတူသောအကျိုးဆိုတာပေးတယ်မယုံမရှိနဲ့တူသောအကျိုးဆိုတာပေးတယ်နော်ငါမိဘကိုယူဆသလိုငါအသက်ကြီးလာရင်ငါသားသမီးတွေကလည်းငါ့ကိုပါဖြစ်မှာလေကျင်းနေတယ်ဘာမှမဟုတ်တန်တရားမဖြစ်နဲ့နော်ဒါကြောင့်မလို့မိဘနှစ်ပါးရှိတဲ့အချိန်မှာမိဘနှစ်ပါးကိုတက်နိုင်လို့ကျူးစုပါနော်အသက်ကြီးလာတဲ့အချိန်မှာကိုကလည်းကိုမိဘတွေရှိတဲ့အချိန်တော့မပြုစုမလုပ်ပြီးပဲနဲ့ကိုယ်ကအသက်ကြီးလာမှာကိုသားသမီးတွေကကိုကိုပြန်ပြီးတော့မပြုစုမလုပ်ပြီးတဲ့အခါကျရင်တော့အပြစ်တင်လို့ရပါမှာမရဘူးအဲ့ဒီအချိန်မှာအပြစ်တင်လို့မရဘူးပါဠိပဲရမှာပဲမှန်ပါပြီရမှာနော်အဲ့တော့ပစ္စည်းရှိတဲ့ဇောတိမလို့ဝိမြူနိကမပြုကြနဲ့ပညာရှိတဲ့နိခံအမတ်မြပါမလားဘုံလို့ပါဠိပဲလို့စီဝါရေးပဲလို့ဘာသာရေးပဲလို့ပညာရှင်တွေအများကြီးရှိတယ်။ယဟန်ပညာရှင်တွေလူပညာရှင်တွေအများကြီးရှိတာ။ရှိပါတယ်ဗျာ။ကိုကကြီးပွားအောင်မြင်ခြင်းလေဆိုရင်မမဟာတွေထားဖို့မရဘူး။နော်။အဲ့တော့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေထံမှာကိုပါတော့ပါလေ။နီးယူပါမယ်။နီးယူပါမယ်။အဲ့ဒီလိုမျိုးနီးယူကြတဲ့ဘာမှမဟုတ်တဲ့မမလာတွေထားပါပြီ။အလုပ်တွေကလုပ်တယ်ရှိတဲ့အရင်လေးပဲပြုတ်တယ်။ဘာသာရေးတွေမှာလည်းအတူတူပဲဟိုနီးရကောင်းတရားအထုံးလည်းပဲဟိုနီးရကောင်းလို့ဒီနီးရကောင်းလို့ဟိုရိတ်တာကောင်းလို့ဒီရိတ်တာကောင်းလို့တချို့ဆိုရင်ရိတ်တာပေါင်းများစွာတရားအမထုတ်ပြီးတဲ့ပုဂ္ဂိုလ်တွေမရှိတဲ့ပုဂ္ဂိုလ်တော်တော်များများရှိတယ်။သူတို့နေလိုက်မိုးကုတ်ကဆိုတာမျိုးဘယ်လိုမှအာဇီယာဘယ်လိုမျိုးမှစွန်းလုံးကွာဘယ်လိုမျိုးမှတဲကွာဘယ်လိုမျိုးမှစုံမဲ့ဒါပေမဲ့နိနာတစ်ခုခုတေချာမှန်ကန်တဲ့တကယ်ကိုပညာရှိယဟန်တော်လေးတကယ်ကိုဘဝရဲ့သန္တရာလိုကြောင့်နိနာကောင်းလေးကိုညွှန်ကြားပေးနိုင်တဲ့ယဟန်ပညာရှိတွေရှိရတဲ့တချို့ကတကယ်ကိုပညာလည်းမတတ်ပဲနဲ့လောကမှာတချို့ကအာပေါင်းအာရုံကောင်းတဲ့လူအများကိုစေရုံနိုင်တဲ့ပုဂ္ဂိုလ်တွေယဟန်ပုဂ္ဂိုလ်တွေရှိတယ်နော်တတ်တဲ့ပညာလည်းမတတ်ပဲနဲ့နာအလွဲကိုပေါ်ပြီးတော့လူချင်းအကြိုက်လူအများအကြိုက်တဲ့စကားလုံးတွေနဲ့ပြောပြီးတော့စီယုံဟောပြီးတော့အဲ့ဒါလေးပေါ်မှာပဲနော်အချိန်ကုန်နေမယ်ဆိုရင်ကိုလို့ရတဲ့တော့အချိန်လည်းကုန်တယ်လူလည်းပဲပြင်လာရမယ်ပြင်လာမှာပြင်လာပါလေပြောချင်တာကဘုံဘုံကတရားကြည့်တယ်ဘုံပြောတာမဟုတ်ပါဘူးနော်တရားပဲလို့စီးပွားပဲလို့ဘာလုပ်ဒီပဲလို့ယဟန်ပညာရှိလူပညာရှိတွေအများကြီးရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေမှာမိမိတို့ကဘာလုပ်ရမလဲနိနာခံယူရမယ်နော်အဲ့ဒီလိုနိနာခံယူတယ်ဆိုရင်ဒါပဲပြောမိမိတို့ရဲ့ဘဝတွေအောင်မြင်မှုတွေမရနိုင်တယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ပညာရှိတွေမှာပညာရှိတွေရဲ့ခံမှာနိနာရဲ့မခံယူဘူးဆိုရင်ဒီစိတ်မှာဘာလို့ဖြစ်တယ်လဲနာလာပြီးရှိတယ်နော်နောက်ကပညာရှိတဲ့နိခံမမတ်အမြတ်မကျင်းတဲ့ကျင့်ကြံရမယ်ကုသလိုက်တရား10ပါးဘယ်နှပါလဲကာယကုသလိုက်ဝစီကုသလိုက်မနောကုသလိုက်အဲ့တော့ကာယကုသလိုက်ဝစီကုသလိုက်မနောကုသလိုက်အဲ့တော့ဒုစရိုက်ဆိုတာကဆောင်ကျင်ရမှာသူစရိုက်ဆိုတာကဘာလို့မလဲလိုက်နာရနော်အဲ့တော့ကျင့်ကြံတဲ့တရားဓမ္မတွေအတိအလင်းရှိပြီးသားဘုံဘုရားဘာသာမှာအဲ့ဒီတရားဓမ္မတွေအတိအလင်းရှိရတဲ့ကျင့်ကြံမှုမလုပ်ခင်နဲ့နော်ဘုရားကို
တတလုံးဒီလိုနေသွားမယ်ဆိုရင်တချို့ဆိုရင်ဘုံမေးကြည့်တယ်တချို့ဆိုဖုန်းကြီးတစ်ခါမှမလို့သူ့တဲ့ပြည်ရှိတယ်မျိုးသားတွေရှိတယ်မျိုးသမီးကလည်းအတူတူပဲခါမှတိသားရှင်ဆရာလေးဘဝကိုမကန်ဘူးတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိဘူးလားတချို့ဆိုရင်လူဘဝကတရားခါမှမထိုင်ဘူးတဲ့ပုဂ္ဂိုလ်တွေတော့ရှိတယ်မရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေဆိုတကယ်တမ်းပြောရင်ရက်အောင်ကိုကောင်းတယ်နော်လူဘဝရတာသူတို့ကအိတ်ပဲရှိတာမရှိဘူးလားရှိပါဘူးဗျာကျင့်ကြံစရာနီးတဲ့နေပဲရှိတယ်တတိပဌာန်၄ပါးပဲကျင့်မဂ္ဂင်၈ပါးပဲကျင့်ဘောဓိဝိကရရသုံးသပ်ခုနှစ်ပါးပဲကျင့်ဘယ်ရှင်းပဲကျင့်ဒီအကျင့်တွေကသံဃာဝဆင်းရဲကနေပြီးတော့လုံးမြောက်တဲ့နီးလန်းတွေမဟုတ်ဘူးကအဲ့ဒီနီးလန်းတွေရှိရတယ်လည်းမကျင့်ကြံဘူးဆိုရင်တော့ဒီနီးလန်းတွေကိုပေါ်ခဲ့တဲ့မြတ်စွာဘုရားရဲ့အပြည့်ဖြစ်မှာလားဒါမှမဟုတ်ရင်လိုက်နာလို့ရတယ်နဲ့ကျင့်ကြံလို့ရတယ်နဲ့မကျင့်ကြံတဲ့မိမိတို့ရဲ့အပြည့်ဖြစ်မှာလားမိမိတို့ရဲ့အပြည့်ဖြစ်မှာနော်အဲကြောင့်မလို့ပညာရှိတဲ့နိခံမမတ်အမျက်မကျင့်ဒီဆယ်ဆင့်ပါတဲ့နောင်တဆယ်မျိုးကြီးရစရာပို့တော့ခါဝဲအသက်ကြီးလာလို့ပို့လာတဲ့အခါကျရင်ပူစာနောင်တရတဲ့ဆွာခြင်းတဲ့အသက်ကြီးလာလို့ပို့လာတဲ့အခါကျရင်ပါရရမှာလေနောင်တကြီးရှာအဲကြောင့်မလို့ဒီမို့ကပုံနာနဲ့ရတာလည်းတက်ပြီးတော့ပုံကြီးဆိုမှလည်းပုံကြီးဆိုတဲ့အကြောင်းအရာကလည်းပဲဒီချက်ကြတော့ပုံကြီးနေရာကောင်းတာဖြစ်တယ်လို့ဒီချက်ကြတော့ပုံကြီးနေရာမကောင်းတာတွေရှိတယ်အဲ့ဒီလိုပဲဘုံဘုံတို့ရတဲ့နေရာမှာလည်းသူအမြတ်ကပုံနာနဲ့ရတာဒီတစ်ခုပါရတာလို့သဘောကျလို့ပဲခုနမျိုးနောက်တော့10ပါးရတာလို့ကျင်တာလို့ကျင်ဘူးเนาะအဲ့ဒီလိုရတာတော့ကောင်းနေပါကြားလို့ကောင်းတာပါရှိတယ်ကြားလို့ကောင်းတာ၅မျိုးရှိတယ်ဘယ်နှမျိုးလဲ၅မျိုးပါဗျာဘုရားကတော့လောကတမေဟောဒီလောကတမေဟောဒီလောကကြီးတွေမှာဘုရားပါတော့ဖျားပွင့်တယ်ဆိုတဲ့အခွင့်ကောင်းပါကောင်းကိုရပါဝရတာလေဖျားပွင့်တယ်ဆိုတဲ့အခွင့်ကောင်းပါကောင်းကိုရဖျားစုဖြစ်ဖို့အနည်းဆုံးပါပြီဘယ်လောက်ဖြစ်ကျင်အနည်းဆုံးပြောတာနော်တချို့တော့ဘုရားတွေကရှင်းခြင်းနဲ့ကဘာတတိတချို့တော့ဘုရားတွေကစောစောခြင်းနဲ့ကဘာတတိရှင်းခြင်းရတာအဲ့တော့ဒီဘုရားဖွင့်တဲ့အချိန်ကာလမှာကိုယ်အားလည်းပဲလူဖြစ်နေတာဘာဖြစ်နေတာလဲအဲ့တော့ဘုရားဖွင့်တဲ့အချိန်ကာလမှာကိုယ်တခြားတရားတော်တတ်တော်တွေပြိဿန်တွေဖြစ်နေရင်ဘုရားဖွင့်တာဒီပဲဘာမှမရှိဘူးဟုတ်တယ်မလားရှားလို့ကောင်းတဲ့နေရာမှာနံပါတ်1ဘုရားဘာသာတော်ကိုနော်ဖျားပွင့်နေဆိုတဲ့အခွင့်ကောင်းအားကောင်းကိုရခြင်းဟာအဲ့တဲ့ကောင်းတဲ့ဟာအမှရှိတော့ဘူးဒါနံပါတ်1ပေါ့နော်ဒါနာဒါဘုံတရားရဲ့အခြေချက်တော့ကျွန်တော်အားရအခြေနဲ့ပုံပြန်တော့ပြီးတော့ဖောက်စားတာနံပါတ်2မနှောက်တတ်တာဟောတော်ဘောရှားလို့ကောင်းတဲ့နေရာမှာလူဘဝကိုရရှိတာဘာကိုရရှိတာလဲရှားခဲ့တဲ့လူဘဝကိုရရှိတာအစိုးရလူဘဝကိုကံပြီးအားဘူးတချို့သောပုဂ္ဂိုလ်တွေကမှားရင်းတဲ့အနေနဲ့ဘာဖြစ်တယ်ဆိုရင်လူသေးလူဖြစ်တယ်ပြောတာဘာသေးဘာဖြစ်တာလဲလူသေးလူတော့ဖြစ်တာဖြစ်နိုင်ရလေရှိပါတယ်လူတွေမဟုတ်ဘူးတိရစ္ဆာန်တွေဖြစ်နိုင်ဘူးလားတချို့ကဂျင်းနေတယ်ပေါ့လို့လေလို့ချင်တာတော့အားပဲလို့ကောင်းတာပဲလို့မကောင်းတာပဲလို့လူတွေဘာဖြစ်ပါလဲအဲ့ဒီလိုလွယ်မှားတဲ့ဝါဒတွေနဲ့ဒီကိမှာဝါဒပိုင်းနေရတယ်လေတော့ကမှအများကြီးရှိတယ်နော်အဲ့တော့လူဘဝဘလောက်ဒီကြတဲ့ဆိုမြို့အိမ်ထဲမှာရှိတယ်တခြားတခြားသောတတ္တဝါတွေဥပမာပြန်ပြည့်စိတ်တွေမရှိဘူးလားရှိပါပါဗျာချင်းတွေမရှိဘူးလားရှိပါပါဗျာအများကြီးပဲနော်တခြားတခြားသောတတ္တဝါတွေအဲ့ဒီတတ္တဝါတွေရဲ့ကိုယ်အိမ်ထဲမှာရှိတဲ့တခြားတခြားသောတတ္တဝါတွေရဲ့အရေးအတွက်နဲ့အိမ်ထဲမှာရှိတဲ့လူတွေရဲ့အရေးအတွက်ရှင်းလိုက်ရင်ဘယ်ကပူပြလဲဒါအိမ်ထဲမှာပဲပြောတာနော်ဒီအိမ်ကျင်ဟာပြောလမ်းပေါ်ဟာတွေမပြောဘူးကိုကောင်းကျင်တဲ့
တတ္တဝါတွေမပြောဘူးရေတွေကတတ္တဝါတွေမပြောနောက်ဆုံးကျန်တာမပြောနဲ့မိမိခန္ဓာကိုယ်ထဲမှာရှိတဲ့ပုံလောက်တဲ့တတ္တဝါတွေရောမရှိဘူးလားအဲ့ဒီတတ္တဝါတွေနဲ့ရှင်းလိုက်တယ်ဆိုရင်ဘုံဘုံလူဘဝတကယ်ကိုကံကောင်းတာကံကောင်းတာအဲ့တော့လူဘဝကံကောင်းတယ်ဆိုရင်လူဖြစ်ရခြင်းနဲ့အောင်တော့လုပ်ဖို့မလိုဘူးလားအဲ့တော့လူဖြစ်ရခြင်းနဲ့ဖို့ဆိုဘာလုပ်ရမှာလဲကုသိုလ်များများလုပ်တော့လူဖြစ်ပြီးတော့ဘာမှကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုတော့အဲ့ဒါလူဖြစ်ရခြင်းမနဲ့ဘူးဟုတ်တယ်နော်ဒါကြောင့်လို့နံပါတ်2ဘုံဘုံတို့မနုဿတအောင်လို့ဒီမှာပေါ့ဆက်ခဲတဲ့လူဘဝကိုကြာခြင်းဟာလည်းပဲဒါလည်းပြန်ကံကောင်းပါလေနော်ကြားလို့ကောင်းပါနံပါတ်3ကျတော့ပပ္ပစိတဘာဝတော်တော်ယတိယဟံဘဝကိုရှားရှိတာဟာလည်းပဲမိမိတို့အတွက်တကယ်ကိုကြားလို့ကောင်းပါလေအဲ့တော့လူတိုင်းကဘုံဘုံတို့အမြဲတမ်းသာသနာပေါ်မှာနေဖို့ဆိုတာကတော့ပါရမီအကြောင်းတရားတွေနဲ့လည်းဆိုင်တာပေါ့နော်ဆိုင်တာပေါ့တချို့သာသနာမှာနေပေါင်းများစွာအကြာကြီးနေပြီးမှလူပေါင်းလောကကိုကြောင်းလာတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလားရှိပါရဲ့တချို့ကြတော့လည်းအဲ့လိုမဟုတ်ဘူးလူဘဝမှာအကြာကြီးနေပြီးမှအတ္တလေးရတဲ့အချိန်မှာသာသနာပေါ်ဝင်လာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ဘာပဲပြောပြောတာတွေကသာသနာပေါ်ကိုရောက်ရှိလာတယ်ဆိုတဲ့ကဒီပုဂ္ဂိုလ်တွေရဲ့တော်တော်ကံကောင်းမှုပဲဘုံဘုံတို့ဘုရားတော်ဘုရားဖြစ်တဲ့ပါရမီဖြစ်စဉ်တွေဆောင်းလုံးမှာယဟန်ဘဝဘုံဘုံတိရတဲ့ကတော့ကိုဘဝပဲရတယ်ဘယ်နှဘဝပဲရပါလဲလေးသိခြင်းနဲ့ဘဝတစ်သိမှာယဟန်ဘဝဘယ်နှဘဝပဲရပါလဲကျန်တာလူဘဝတွေနဲ့ပါရမီတွေကိုဖြည့်ကျင့်နိုင်တယ်ရတယ်နော်အဲ့တော့ပြောနေတာကအမြဲတမ်းဝိပုပြောတာမဟုတ်ပါဘူးအမြဲတမ်းဝိပုပြောတာမဟုတ်ပါဘူးမျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်အထုံးပါမီပါအောင်ပပ္ပစိတဘာဝတုံးရပါပပ္ပစိတဘာဝဆိုတာကဘုံဘုံတို့ပါဠိရတဲ့တိုင်းပြောတာတော့ယဟန်ဘဝကိုပြောတာပေါ့လေတကယ်တည်းပပ္ပစိတဆိုတာကဖတ်မြောက်တာလွတ်မြောက်တာကိုပြောတာဘာကိုပြောတာလဲလူလောကတွေရနေပြီးတော့လွတ်မြောက်ပြီးတော့သာသနာ့ဘောင်ကိုရှောက်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုပြောတာဒါကိုပဲဘုံဘုံတို့ကဒါယတိယဟံဘဝနဲ့ပြောကြတာနော်အဲ့တော့သူဖြစ်တဲ့ဘဝလေးမှာလူဘဝနဲ့ကြုံလုံးလေးမှာဒီလိုယတိယဟံဘဝကိုဆိုရဲကြားအောင်ကြိုးစားပါအဲ့ဒီလိုမျိုးရရင်လည်းဒီလိုဘဝနဲ့မပါဘူးနော်ပါဘူးဒါနဲ့ပဲပြောနံပါတ်၄ကျတော့ဒုံနဘာတတ္တသံပတ္တိတဲ့တရားတရားနဲ့ပြည့်စုံတဲ့ဘဝကိုကြာချီမှုပါလေပြည့်စုံတဲ့ဘဝကိုအရေးကြီးဆုံးအရာကတရားတရားပဲဘာအရေးကြီးရလူစိတ်ကတရားတရားရှိရင်ရှိတဲ့ကကုသိုလ်ကောင်းမှုကိုများများလုပ်နိုင်တယ်တရားတရားမရှိတော့ဘူးဆိုရင်ကုသိုလ်ကောင်းမှုဟာလုံးစုံစိတ်ကိုမရှိဘူးအိမ်မှာဘုရားရှင်ရှိပြီပဲနေတိုင်းဘုရားရှိဖို့ပြတာလို့ပြရင်မဖုံးပြပါဘူးမဖုံးပြဘူးဘုရားရှင်ချင်းမရောက်လို့လားဆိုရင်ရောက်တော့ဟောအခေါက်ကောင်းတော့မနေဘူးနော်ဘုရားရှင်အောက်ပေါ်မလေးဘုရားတော်လည်းအောက်မှုတော့ကြည့်ရဘယ်တော့ပဲဘုရားရှင်ရောက်တော့တရားတရားမရှိရင်ဘုရားကိုတစ်ခါလေးရှိမပေါ်ဘူးတရားတရားလေးတကယ်ထပ်တန်နေတဲ့အချိန်ဆိုဘုရားကိုရှိခိုးနေတာမဟုတ်ဘူးဘုရားရဲ့ဝေယဝစာဖုံးလေးပါလေနော်အကုန်လုံးလုပ်တယ်အဲ့တော့တရားတရားကအရင်အရေးကြီးတာအဒီဘုန်းကြီးဒီဘုန်းဘုန်းတို့ငယ်တော့ဆိုရင်ဒီမြတ်စွာဘုရားဒီပါဠိတွေသင်ရတာကလေးကိုပေါ်တော့ဘာအတိတ်ကမှမသိဘူးဒါမှန်တယ်ပြောတာလေဆရာတော်တွေကလည်းပြောဆရာတွေကြွကြတော့လိုက်ရုပ်ဖတ်ဘာမှအတိတ်ကမသိဘူးဒါပေမဲ့ဒီတော့ကလည်းမြတ်စွာဘုရားရဲ့ဒေသနာတွေကိုဘုန်းဘုန်းတို့ကတရားတရားမရှိရင်အဲ့စာတွေဘယ်မှကျက်လို့မရဘူးတရားတရားရှိလို့ဒီစာပေတွေကိုသင်ဟန်လို့ရတာတရားတရားမရှိရင်အဲ့စာကဘာဖြစ်မှာလဲဆိုကောင်းအောင်ပဲဖြစ်မှာဘာဖြစ်မှာစောင့်ကြည့်တဲ့အထူးတွေနဲ့ဘုန်းကြီးစောင့်ကြည့်တဲ့အထူးတွေစောင့်နှောင်းလောက်စောင့်နှောင်းလောက်တက်လိုက်တယ်ဆိုရင်ကောင်းဆိုင်နေတော့ပဲဟုတ်တယ်နော်အဲကြောင့်မလို့တရားစိတ်ဆိုတာကဝေးလူရတာဘယ်လိုလုပ်ရတာလဲစိတ်ဆိုတာကပပတကယ်တည်းမတိမနောစိတ်ဆိုတာမကောင်းတဲ့နေရာမှာပဲဝေးပြီးတော့တာဘယ်နေရာမှုလဲ
အချိန်လေးပုံလေးပြီးအားနေပြီဆိုရင်ကောင်းတာလို့ခဏတော့မကောင်းတာလို့ဆိုမကောင်းဘူးလို့ဆိုနော်အဲ့တော့အချိန်ရတယ်အချိန်ကိုလေဆိုရင်အဆုံးကံကလာတရားရှိဖို့မှလာလို့ဘာလို့ဆိုဟုတ်ကဲ့ကံကိုဘုန်းကြီးပြောတာဒါလူရဲ့ကောင်ကအပြစ်ပြောတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီစိတ်ကိုကြောက်အောင်ဘာစိတ်နဲ့မွေးရတာဒါတော့လည်းတရားကိုမြတ်စွာဘုရားကလက်နဲ့ဥပမာပေးတာဘာလဲဥပမာပေးတယ်ကိုလိုချင်တဲ့အရာဝတ္ထုတစ်ခုကိုဖတ်ကန်ဖို့ဆိုတာနှိုင်းယူဖို့ဆိုတာဘာပါမရတာလက်နဲ့ပြတဲ့တရားတရားရှိမှမိမိတို့ကုသကောင်းမှုပြုလုပ်လို့ရတာတရားတရားမရှိဘူးဆိုရင်ဘာမှလုပ်လို့မရဘူးเนาะအဲ့တော့ခန္ဓာကိုယ်ခြေတက်ပြည့်စုံပြီးမဲ့မိမိရဲ့တရားမှာတရားတရားမရှိဘူးဆိုရင်ဒီကုသကောင်းမှုကိုလုပ်နိုင်ပါမလားမလုပ်နိုင်ဘူးเนาะဒါကြောင့်မလို့တုံးလာတတ်တာကတည်းเนาะတရားတရားနဲ့ပြည့်စုံတဲ့ဘဝကိုရခြင်းရတယ်လေကောင်းလားမကောင်းဘူးလားကောင်းတယ်နောက်ဆုံးတတ္တမသမဏအတိတ်တုံကတဲ့သူတော်ကောင်းတရားကိုနာကြားခြင်းဟာလည်းလောကမှာကောင်းတဲ့ကြာခြင်းမျိုးဘာတရားလဲသူတော်ကောင်းတရားကိုနာကြားရမှအမှန်သိတာတရားနဲ့နာတယ်တရားနဲ့နာတယ်တရားနဲ့ဆိုတာကတော့จิตတိုင်းတော့နားလေဆိုတာနဲ့ဖတ်တာတော့ကိုကောင်းတာပေါ့လေမြတ်စွာဘုရားဟောတဲ့မူရင်းပါဠိတော်တွေရှိတယ်အတတ်နဲ့ပါဠိတော်တွေဖတ်တယ်ဆိုရင်တော့အမှားမျိုးပူနေတာပေါ့အဲ့တော့ဒီထဲမှာပုံပြီးတော့ဖတ်နိုင်တဲ့ခန္ဓာကျမ်းတွေရှိတယ်တိကာကျမ်းတွေရှိတယ်အဲ့ဒီလိုမျိုးအစဉ်ဖတ်နိုင်တယ်ဆိုရင်မှတ်နိုင်တယ်ဆိုရင်နားနိုင်တယ်ဆိုရင်သူတော်ကောင်းတရားကိုအမြဲတမ်းနာကြားရတယ်ဆိုရင်စိတ်ကောင်းနှလုံးကောင်းနေတယ်ဖြစ်တာဘာဖြစ်တာလဲအဲ့တော့စိတ်ကောင်းနှလုံးကောင်းဖြစ်မှမိသားစုတစ်စုဆိုရင်လည်းအဲ့ဒီမိသားစုတစ်စုကတာယာမှာအိမ်တော်မှုတစ်ခုဆိုရင်လည်းအဲ့ဒီအိမ်တော်ကြီးကတာယာမှာနော်မနက်မိုးလေးအတက်နေလို့ဟိုကတရားဓမ္မတွေပေါင်းတင်တဲ့အထောက်အချက်တွေပြောင်းဟိုကတရားတော့တရားလုပ်တာပဲနော်အဲ့မဲ့ခါလေးကျရင်လူတွေကဘုံဘုံတော့လာတယ်မှားရရှိတယ်ကိုနာကျင်တယ်ဆိုရင်ကိုကြောက်အောင်တော့ဖွင့်ပေါ့ပေါင်းတင်အထောက်အချက်ဖြစ်အောင်တော့ပြီးတော့လည်းမလုပ်နဲ့ပေါ့နော်တချို့ဆိုရင်ဒါဒီခေတ်မှာအတော်တော်ဆိုရင်တချို့ကညာဆိုင်တော်တော်တဲ့ပုဂ္ဂိုလ်တွေရှိတာတချို့ကနေဆိုင်တော်တော်တဲ့ရှိတာညာဆိုင်တော်တော်တဲ့ပုဂ္ဂိုလ်တရားဆိုမနက်ဆုံးမှသူအေးရတယ်သူအိတ်တဲ့အချိန်ကိုကိုကဘေးကနေပြီးတော့လောက်တာတော့ကောင်းတာပဲလောက်တာပဲတရားဥပဒေဖွင့်လာတယ်ဒါပေမဲ့တစ်ဖက်သားကိုကိုကပြန်ပြီးတော့ပါတော့မှာလေပြန်ပြီးတော့လိမ့်ရတယ်မှန်တာတော့ပြီးတော့ကောင်းတာလို့ပြီးတော့ဘူးကျင့်လို့ဆိုတာမရှိဘူးလားရှိတယ်တရားများနာပါတရားများနာမှာဒါကအမှားတရားကအမှန်ဆိုတာမသိနိုင်ဘူးလားရှိတယ်နော်အသိနိုင်တယ်ဒါကြောင့်မလို့ဒါဘုရားဒီတရားဓမ္မတွေနဲ့အကုန်နဲ့ရာနော်အဲ့တော့ဘုန်းတော်ကပုံနေဆိုတဲ့အရာမှာတချို့တော့အရာဝတ္ထုတွေကပုံလို့ကောင်းတာရှိသလိုတချို့တော့အရာဝတ္ထုတွေကပုံလို့မကောင်းတာတွေရှိတယ်အေးရတယ်ဆိုတဲ့နေရာမှာလည်းပဲဘုန်းတော်တချို့တော့ရာဝတ္ထုတွေကရှားလို့ကောင်းတာရှိသလိုတချို့တော့ရာဝတ္ထုတွေကရှားလို့မကောင်းတာတွေရှိတယ်။ဒါကြောင့်မို့လို့ကုန်မယ်ဆိုရင်လည်းပဲတတ္တဝါတွေတန်တယ်ဖြစ်နေတဲ့လောဘဒေါသမောဟမာမာနစတဲ့မကောင်းတဲ့အကုသိုလ်တရားတွေအများဆုံးကုန်ပါစေ။တကယ်လို့ရခဲ့မယ်ဆိုရင်လည်းပဲမြတ်စွာဘုရားရဲ့ဘုရားဘာသာဘောမခဏလို့ပြောတဲ့ဘုရားပုံတော်မူတဲ့ခေကောင်းခါကောင်းနော်အဲ့ဒီလိုခေကောင်းခါကောင်းကြီးကိုမိမိတို့ကဘုရားဘာတရား၅မျိုးကိုလက်ဝဲပိုင်းဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းနေဘုရားရဲ့တရားဓမ္မကိုဒီမှာလည်းဒီကုန်းချောပါတယ်ရှင်ဘုရားဘုရားတည်တော်ဒီဓမ္မတို့သည်ဒီနာသုံးကံသံဃာဤကျိုးကိုဘုံကြည်ကြမှာကုန်သည်ရှိ၍ယုံကြည်သည်အားလျော်စွာနေ့စဉ်နေ့တိုင်းတရားအမှုတို့ကိုဥဒ္ဒကြမှာကုန်၏အရှင်ဘုရားဘုရားကုံသုံးပါးနှင့်ဘဂဝါ
ဒီကငါးပါးနှင့်ပြည့်စုံသောဒီကတော်မြတ်တို့ကိုကျင့်သုံးခိုင်းယူဆောက်တည်ကြပါကုန်၏ရှင်ဘုရားယုံနံဓမ္မယုံနံဓမ္မသင်္ခါရတို့၌နေသာဒုက္ခနတ္တလက္ခဏာရင်းသုံးပါးရှုစဉ်ခြင်းပွားများကြပါကုန်၏ရှင်ဘုရားရှင်ဘုရားဘုရားတပည့်တော်အကြည့်တော်များတို့သည်ဒီနေ့ယခုပြုလုပ်ရသောသာနာကုသိုလ်သောက်ပြီးရသောသီလကုသိုလ်ပွားများရသောဝိပဿနာကုသိုလ်ကံစေရနာသာယာတို့ကြောင့်သာပြီးတော်တို့သည်ကိုခြင်းကင်းရာအာခြင်းကင်းရာသိခြင်းကင်းရာဖြစ်သောမိဂ္ဂံတို့ဉာဏ်စောစွာကြောင်းကြပါလို့၏ကြားရပါလို့၏ရှင်ဘုရားမိဂ္ဂံတရားတည်တည်၍သံဃာ၌သင်္ကေယသည်ရှိသောသတ္တံကြသောသံဃာမြင့်သောဘုရားဘာသာဘုရားကိုယ်ွယ်သောမိဘနာပါတို့၏ဝါ၌ပရိသန္တိသင်္ကေယပြီးလျင်မရှိမယမမြဟုသောသဘာကိုဘုဒ္ဓခါမကြားရပါလို့၏အိဗာမြတ်ပါဆံကျဲပါမူသောသဘာကိုဘုဒ္ဓခါမပြောရပါလို့၏စိတ်တိုင်းသောဘဝတို့၌အသက်ရှိခြင်းစဉ်းစားခြင်းပွားကြီးခြင်းပညာကြီးခြင်းဘုံတကိုအာနုဘောကြီးခြင်းတို့နှင့်ပြည့်စုံကြပါလို့၏ရှင်ဘုရားရှင်ဘုရားဘုရားတပည့်တော်အကြည့်တော်မှာတို့သည်ဒီနေ့ယခုပြုလုပ်ရသောဘာသာကုသိုလ်ဆောက်တည်ရသောသီလကုသိုလ်ပွားများရသောဝိပဿနာကုသိုလ်ကံစေတနာတို့၏အဖို့ဘာကကိုဘုံကဲ့သောဘဝတို့ကဆက်ခဲ့ကြသောမိဘဘိုးဘွားဆရာသမားတို့ဟာ၎င်းဧဝိပါကုန်၏အာလုံးသောသတ္တဝါအနန္တတို့သည်ညရကြ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်နှလုံးစိတ်ဝမ်းသိကြကြသည်သိကြပါစေသောကုသိုလ်မြတ်ရာဘုရားဘောလာသာဓုသာဓုသာဓုကုသိုလ်မြတ်ရာဘုရားဘောလာသာဓုသာဓုသာဓုကုသိုလ်မြတ်ရာဘုရားဘောလာသာဓုသာဓုသာဓု President Tunshan Pedamura Kamesati Tabe Kukendu Kendapa Sandho Banyara Tanyana Luwada Su Janada Su Tanda Su Yade Karondo Wale Nyazo Kisomenda Asi
။